ဘုရားရှင်ကိုရောမြတ်ကြီးကသာနာထာဘိက္ခဝေဝိဟရထမာအနာထာလို့ဟောတော်မူပါတယ်အတိပ္ပယ်ကတော့အာကိုးစရာဝိပဿနာတရားလက်ကင်ထား၍သွားကြလာကြနေထိုင်ကြအာကိုးရာတရားမဲ့မနေလိုက်ကြပါနဲ့လို့ဆိုလိုပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဲ့ဒီမိန့်မှာတော်မူချက်အရာပင်ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကလည်းအမြဲထာဝရတက္ကဒကမတို့ကိုတဖွာဖွာနဲ့တတိပေးနေတယ်မဟုတ်လားအေးအဲ့ဒီတတိပေးချက်အတိုင်းပဲဘုန်းကြီးကလည်းကိုစီကိုငါမပေါ့လိုက်ကြပါနဲ့လို့ထပ်မနှိုးဆော်ပါတယ်အေးဘုန်းကြီးတို့ဒီကနေ့ဆိုလို့ရှိရင်တရားစခန်းဝဲကြီးရဲ့တတ္တိယမြောက်နေ့မဟုတ်လားဟိုဘက်နေ့တွေတုန်းကဘုန်းကြီးပြောခဲ့ပါတယ်ဟောဘုန်းကြီးတို့ပဋိစ္စသမုပ္ပါဒေသနာတော်ကြီးကိုတည်ခင်းပြီးတော့ပဋိစ္စသမုပ္ပါဒေသနာတော်ကြီးအရာလွန်လေပြီးတော့အတိတ်ကာလကအစွမ်းတတ္တိတွေကြောင့်ယခုပစ္စုပန်ကာလမှာဝိညာဏယုတ်ဖြစ်လာပုံကိုပြောခဲ့တယ်နော်ဟိုအဝိဇ္ဇာနဲ့သင်္ခါရကလွန်လေပြီးတော့အတိတ်ကာလကဖြစ်ခဲ့ကြတာမဟုတ်လားအဝိဇ္ဇာဥစည်းပြီးတော့သင်္ခါရဆိုတဲ့အကြောင်းတရားကံတွေလုတ်ခဲ့တယ်လေအဲ့ဒီအစွမ်းတတ္တိတွေကြောင့်ယခုပစ္စုပန်ကာလအမိဝမ်းထဲမှာဝိညာဏယုတ်ဒီလိုစဖြစ်လာတာမဟုတ်လားဝိညာဏယုတ်အေးအဲ့ဒီမှာကြည်စမ်းမအောင်ဝိညာဏယုတ်ဒီမှာကိုပဲခန္ဓာက၅ပါးပဲဝိညာဉ်နဲ့နာယုတ်ဝိညာဉ်နဲ့နာယုတ်အဲ့ဒီမှာကိုခန္ဓာကပဲ2ပါးခန္ဓာ5ပါးရှိပါတယ်ဘယ်သူတွေများလဲလို့ဆိုတော့ဘုန်းကြီးတို့လေဟောပထမဆုံးကဟိုဝိညာဏယုတ်ဆိုတဲ့ဥစ္စာယုတ်ဆိုတဲ့ဥစ္စာခန္ဓာဖွဲ့လို့ရှိရင်ယူပဲခန္ဓာပြီးတော့နာဆိုတဲ့အထက်မှာစေတသိက်တွေမဟုတ်လားစေတသိက်တွေတဲ့ဝေဒနာပါတော့ဝေဒနာကဝေဒနဲ့ခန္ဓာသင်ညာကသင်ညေခန္ဓာသင်္ခါရကသင်္ခါရပြီးတော့ဝိညာဉ်ဆိုတဲ့ဥစ္စာကဝိညာဉ်နဲ့ခန္ဓာဆိုတော့ခန္ဓာပဲ2ပါးဒါပြန်ဝိညာဏယုတ်မှာကိုပဲခန္ဓာပဲ2ပါး5အမိဝမ်းနဲ့ခန္ဓာ5ပါးစပေါ်လာတာပေါ့နော်ဝိညာဉ်ကလေးကခန္ဓာဖွဲ့ပါခန္ဓာဝိညာဉ်နဲ့ခန္ဓာဟုတ်တယ်မဟုတ်လားဟိုယုတ်ဆိုတဲ့ဥစ္စာကလေးကခန္ဓာဖွဲ့လို့ရှိရင်ယူပဲခန္ဓာဟိုနာဆိုတဲ့အထက်စေတသိက်တွေဆိုတော့အဲ့ဒီထက်ဝေဒနာစေတသိက်ကဝေဒနဲ့ခန္ဓာသင်ညာစေတသိက်ကသင်ညေခန္ဓာစေတသိက်က52ပါးတောင်ရှိတာပဲ2ပါးခွဲထုတ်ပြီးကြံ50ကြံသေးတာပေါ့အဲ့ဒီ50တဲ့သင်္ခါရဆိုတဲ့နာမည်ကလေးသင်္ခါရဆိုတဲ့စေတနာလေးခေါင်းဆောင်ထားပြီးတော့ဒီ50အစုအဝေးကသင်္ခါရခန္ဓာဆိုတော့ဝိညာဉ်ကလေးကဘာခန္ဓာဝိညာဉ်နဲ့ခန္ဓာဒီတော့ဝိညာဏယုတ်ဒီ2ခုတည်းကိုပဲခန္ဓာပဲ2ပါးဟုတ်တယ်ဒီခန္ဓာ5ပါးအမိဝမ်းနဲ့စပေါ်လာတာမဟုတ်လားအမိဝမ်းထဲမှာဟိုမှုံသေးသေးကလေးမှုလို့သာခန္ဓာကပဲ2ပါး5ပါးဒီခန္ဓာ5ပါးဖြစ်ပေါ်လာတာဟာအလိုလိုဖြစ်ပေါ်လာတာလားရှေးအစွမ်းကြောင့်ဖြစ်ပေါ်လာတာလားဟုတ်တယ်လွန်လေပြီးတော့အတိတ်ကာလကရှေးအစွမ်းတတ္တိကြောင့်ဒီပစ္စုပန်ကာလမှာပေါ်ပေါက်လာရတယ်လို့ပြောခဲ့ပါကောဟုတ်တယ်အလိုလိုများပေါ်လာတယ်ဆိုရင်ဗာဒိဋ္ဌိအလိုလိုဆိုတော့ဥစ္စေတာဒိဋ္ဌိဟုတ်တယ်အလိုလိုဆိုတော့ဟိုဘက်ကအတိတ်နဲ့ဘာမှမဆိုင်ဘူးဒီပစ္စုပန်ကာလမှာဝိညာဏယုတ်ဆိုတာခန္ဓာ5ပါးမဟုတ်လားဒီခန္ဓာ5ပါးဘယ်သူနဲ့မှမဆက်ဆက်ပဲအလိုလိုပေါ်လာတယ်လို့ယူဆရင်ဗာဒိဋ္ဌိဥစေတာဒိဋ္ဌိလူသေးဟိုဘက်ကနေပြီးတော့အသက်ကောင်ကလေးတွေဒီဘက်ကူးလာတယ်လို့များယူဆရင်ဗာဒိဋ္ဌိဟင်တတ္တဒိဋ္ဌိမကူးပါဘူးတဒုတစမှဒီဘက်ပါမလာပါဘူးယုတ်တေနံတွေဒီဘက်တဒုတစမှပေါ်မလာပါဘူးဝိညာဏယုတ်တို့ဟာအသစ်ပါပဲအသစ်တော့အသစ်ပါပဲသို့တော့အလိုလိုထပြီးတော့အသစ်ပေါ်တာတော့မဟုတ်ပါဘူးဟိုဘက်ကရှေ့ဘက်ကအဝိဇ္ဇာဥစည်းပြီးတော့သင်္ခါရဆိုတဲ့အစွမ်းတတ္တိတွေလုတ်ခဲ့လို့အဲ့ဒီအစွမ်းတတ္တိတွေကြောင့်ဒီဘက်ပေါ်ရတာအဲ့လိုဆိုတော့လုံးလုံးပြတ်နေတာကောဟုတ်ကဲ့လားအထေဝတ္ထုတွေနဲ့ဒီဘက်ကူးလာတာကောဟုတ်ကဲ့လားမဟုတ်ဘူးဟိုဘက်ကအစွမ်းကြောင့်ဒီဘက်မှာယုတ်နဲ့နံပေါ်ရတယ်လို့ခုပြောနေပြီမဟုတ်လားအဲ့လိုဆိုတော့တတ္တရဒိဋ္ဌိကလည်းလွတ်တယ်ဥစ္စေတာဒိဋ္ဌိကလည်းလွတ်တယ်ဒီလိုမဟုတ်လားအေးအဲ့ဒါလိုပါဒါဖြင့်ခုဘုန်းကြီးတို့အမိဝမ်းထဲမှာဝိညာဏယုတ်ဒီ2မျိုးနဲ့ကိုပဲခန္ဓာပဲ2ပါးတော့ခန္ဓာပဲ2ပါး5ပါး
ဥဆုံးကဘာခန္ဓာကျန်တဲ့ဥစ္စာတွေကဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရဝိညာဉ်နဲ့ခန္ဓာဒီအဲ့ဒါလိုခန္ဓာ၅ပါးရှိတဲ့အနဲ့အဥဆုံးဖြစ်တဲ့ယုတ်တရားကဘာမှမသိတတ်ရှာပါဘူးယုတ်တရားဆိုတာဘာမှမသိတတ်ပါဘူးသိတတ်တယ်ဆိုတာနံတရားတွေကသာသိတာလေဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာသိတယ်ဆိုတာနံတရားတွေကသာသိတတ်တာယုတ်တရားတွေကသိတတ်ကြလားသိတတ်တာကဘယ်သူဟုတ်တယ်ရုပ်ဟုသမျှဘာမှမသိတတ်ကြပါဘူးအခုလိုမြင်နေရတဲ့အတိုင်းပဲတုံတွေတိုင်တွေတစ်တွေဝါတွေရုပ်တရားတွေဟုသမျှဘာမှအသိတရားမရှိကြပါဘူးရုပ်ဟုသမျှဘာမှမသိတတ်ကြပါဘူးเนาะဒါကြောင့်ရုပ်ဟုသမျှမသိကြဒီလိုလုပ်လိုက်ပါရုပ်ဟုသမျှမသိကြသိတဲ့ဥစ္စာကနာဘသူတွေကသိတာနံတရားကသိတာဒါမို့လို့ရုပ်ဟုသမျှမသိကြသိခာနံခေါ်လေရုပ်ဟုသမျှမသိကြသိခာနံခေါ်လေသိတဲ့ဥစ္စာတွေကနံတရားတွေပေါ့သိတဲ့ဥစ္စာကနံတရားမသိတဲ့ဥစ္စာကယုတ်တရားသိတဲ့ဥစ္စာကနံတရားယုတ်တရားနဲ့နံတရားယုတ်တရားနဲ့နံတရားဒီနှစ်ပါးစလာတာမဟုတ်လားဟုတ်တယ်ဘုန်းကြီးတို့အမိဝမ်းမှာယုတ်တရားနဲ့နံတရားအကျဲချဲ့မယ်ဆိုရင်တော့ခန္ဓာဘယ်နှစ်ပါးပါလဲခန္ဓာ၅ပါးပါပြန်ချုံးလိုက်လို့ဆိုရင်တော့ယုတ်နဲ့နံချဲ့မယ်ဆိုရင်တော့ခန္ဓာဘယ်နှစ်ပါး၅ပါးအကျဲချဲ့လို့ရှိရင်ခန္ဓာ၅ပါးအကျဉ်းချုံးမယ်ဆိုရင်တော့ယုတ်နဲ့နံအဲ့ဒီထဲယုတ်တရားနဲ့နံတရားနှစ်ပါးရှိသည်တွင်ယုတ်တရားကဘာမှမသိတတ်ပါဘူးသိတတ်တာကဘယ်သူတော့နံတရားဒီတော့ဆိုလိုက်ကြစမ်းမှာယုတ်ဟုသမျှမတိကြသိခာနံခေါ်လေဗါတဲ့ယုတ်ဟုသမျှမတိကြသိခာနံခေါ်လေဒီဘုန်းကြီးတို့တရားဓမ္မတို့တန်တန်ရှိတာယုတ်တရားနဲ့နံတရားဒီနှစ်ပါးပဲရှိပါတယ်ဒီထက်အသက်ကောင်ကလေးများပါသလားမပါပါဘူးသိတတ်တဲ့နံတရားကလေးသာပါတာနော်အတိတတ်တဲ့အသက်ကောင်းကလေးတို့လိပ်ပြားတို့ဝိညာဉ်တို့အတ္တတို့ဇီဝတို့ဆိုတာဒီထက်ပါလားမပါပါဘူးသိနေတဲ့ဥစ္စာလေးကဘာတရားနံတရားမသိတတ်တဲ့ဥစ္စာကယုတ်တရားနဲ့နံတရားဒီနှစ်ပါးပါတဲ့ဥစ္စာယုတ်နဲ့နံရှိတာကိုပဲဒါကိုသူတို့ငါတို့ယောက်ျားတို့မိန်းမတို့ပုဂ္ဂိုလ်တို့တရားတို့သမီးတို့သားတို့ရှောက်မှဲ့နေကြတာတကယ်တော့ရှိတာကဖြင့်ယုတ်တရားနဲ့နံတရားဒီနှစ်ပါးရှိပါတယ်အဲ့ဒီယုတ်နဲ့နံကိုပဲဒါကသမီးလေးဒါကသားလေးဒါကတူလေးတူမလေးနဲ့ရှောက်မှဲ့ကြတာမှဲ့ပြီးတော့မှဲ့တဲ့အတိုင်းထင်းမနေဘူးလားဒါကဇနီးဒါကခင်မွန်းဒါကအမေဒါကအဖေအဖိုးအဖွားရှောက်မှဲ့နေတာမှဲ့လို့သာမှဲ့တာရှိတာကဖြင့်ယုတ်နဲ့နံယုတ်နဲ့နံရှိတာယုတ်နဲ့နံရှိတဲ့အတိုင်းထားပေါ့ဘာဖြစ်လို့ဒီထဲသွားနာမည်တွေမှဲ့နေရမှာတော့မှဲ့နေလို့ရှိရင်အဲ့ဒီမှဲ့တဲ့အတိုင်းအထင်တွေမှားတယ်မဟုတ်လားအဲ့ဒါလိုတွေဖြစ်နေကြပါတယ်ပုဂ္ဂိုလ်တွေတရားတွေသူတွေငါတွေဖြစ်ကုန်ရောမဟုတ်လားဟုတ်တယ်အဲ့လိုဖြစ်ကုန်တယ်သူ့အရှိတိုင်းထားမယ်ဆိုရင်ယုတ်နဲ့နံပုဂ္ဂိုလ်တွေတရားတွေသူတွေငါတွေဟုတ်ကြရဲ့လားမဟုတ်ပါဘူးယုတ်ဟုသမျှမသိကြသိခာနံခေါ်လေဘယ်လိုအဲ့ဒါကိုပဲလူတို့နတ်တို့မြမတို့ပုဂ္ဂိုလ်တို့တရားတို့လုံနေကြတာဟုတ်ကဲ့လားမဟုတ်ပါဘူးလူနတ်မြမသူငါမဟုတ်နတ်နှင့်ယုတ်မုတ်ချဉာဏ်မြင်စေလူနတ်မြမသူငါမဟုတ်နတ်နှင့်ယုတ်မုတ်ချဉာဏ်မြင်စေလူတွေနတ်တွေပြမာတွေပုဂ္ဂိုလ်တွေတရားတွေရှောက်မှဲ့တဲ့အတိုင်းထင်မှားမနေကြဘူးလားဟုတ်ကောဟုတ်လို့လားမဟုတ်ပါဘူးတဲ့လူနတ်ပြမာသူငါမဟုတ်နတ်နှင့်ယုတ်မုတ်ချဉာဏ်မြင်စေဒါဖြင့်သူ့အရှိတိုင်းထားလိုက်ပေါ့နော်ယုတ်တရားနဲ့နံတရားဘုန်းကြီးတို့စလာတာလဲဒါပဲမဟုတ်လားသင်္ခါရပစ္စယဝိညာဏံဝိညာဏပစ္စယနာမယူပံအဲ့ဒီမှာဝိညာဉ်နဲ့နာယုတ်ဒီနှစ်ပါးတွင်ပဲအဲ့ဒီဥစ္စာကလေးကိုပဲလိုက်ပြီးတော့စစ်ကြည့်တော့ခန္ဓာပဲနှစ်ပါးခန္ဓာ၅ပါးပေါ်ပေါက်လာတာအမိဝမ်းထဲမှာဘုန်းကြီးတို့တွေကိအောင်ပြီးတော့ခန္ဓာ၅ပါးဖြစ်ပေါ်လာတာမဟုတ်လား
ခန္ဓာ၅ပါးချုပ်မဲ့ဆိုရင်ယုတ်တရားနဲ့နံတရားအဲ့ဒီမှာယုတ်တရားကမသိတတ်ပါဘူးနံတရားကသာသိတတ်တာယုတ်တရားနဲ့နံတရားဒီနှစ်ပါးပဲမဟုတ်လားယုတ်ဟူသည်မြမသိကြသိခာနံခေါ်လေဆိုပါဦးယုတ်ဟူသည်မြမသိကြသိခာနံခေါ်လေအဲ့ဒါကိုလူတွေနတ်တွေပြမာတွေလုံနေတာဟုတ်ကောဟုတ်ရဲ့လားမဟုတ်ပါဘူးတဲ့လူနတ်ပြမာသူငါမဟုတ်နံနဲ့ယုတ်မုတ်ချညာမြင်စေဆိုပါဦးလူနတ်သူငါမဟုတ်နံနဲ့ယုတ်မုတ်ချညာမြင်စေဟုတ်တယ်ဒီလိုဆိုရင်ခုဘုန်းကြီးတို့တွေတို့တွေရှိနေတဲ့ဥစ္စာယုတ်တရားနဲ့နံတရားဒီနှစ်ပါးတွင်တိတ္တတာတွေကဘယ်သူတို့နံတရားမတိတ္တတာကယုတ်တရားအဲ့ဒီနှစ်ပါးပူတွဲပြီးတော့လှုပ်ရှားပြီးတော့နေကြတာလှုပ်နဲ့ရွာနဲ့သွားကြတယ်ဆိုတဲ့ဥစ္စာနံတရားကဥဆောင်လို့ယုတ်တရားကြီးကလိုက်နေရတာနံတရားကဥဆောင်လို့ယုတ်တရားကြီးကလိုက်နေရတာအဲ့ဒါရွာနဲ့ဖြစ်တာဘုန်းကြီးတို့တွေကအသက်ကောင်ကလေးအများအသွားခိုင်းသလားပါလားနဲ့ထင်တယ်မဟုတ်လားဟောအစကတည်းကမှအသက်ကောင်မရှိဘဲနဲ့ဒီထက်ပါအောင်မလားမပါပါဘူးအသက်ကောင်ရှိသလားမရှိပါဘူးယုတ်တရားနဲ့နံတရားဒီနှစ်ပါးတွင်ရှေ့ဆောင်တာကဘယ်သူတို့နံတရားနောက်ကလိုက်တာကယုတ်တရားအဲ့ဒါလိုပါခုသွားတယ်ဆိုလို့ရှိရင်ပဲဥစွာပထမသွားခြင်းစိတ်ကလေးဖြစ်သေးတာကိသာမိတိစိတ်တံဥပ္ပစ္စတိသွားမယ်ဆိုတဲ့စိတ်ဓာတ်ပထမဖြစ်တယ်နော်အဲ့ဒီသွားမယ်ဆိုတဲ့စိတ်ဓာတ်ကလေးဖြစ်တယ်တံဝါယံဇနေတိအဲ့ဒီသွားမယ်ဆိုတဲ့စိတ်ကလေးကဝါယောဓာတ်ကိုဖြစ်အောင်လုပ်ဤဒီလိုပြောတယ်နော်ဝါယောဝိညာတိန်ဇနေတိအဲ့ဒီဝါယောဓာတ်ကအမှုအရာကိုထပ်ပြီးတော့ဖြစ်အောင်လုပ်တာအလုံး3ဆင့်လောက်ရှိတာပေါ့ပထမနံပါတ်1သွားမယ်ဆိုတဲ့စိတ်ကလေးဖြစ်အောင်ဖြစ်တယ်နော်အဲ့ဒီစိတ်ကလေးကဘာကိုဖြစ်အောင်လုပ်တုံးဆိုတော့တံဝါယံဇနေတိဝါယောဓာတ်လှုပ်ရှားမှုဝါယောဓာတ်ကိုဖြစ်အောင်လုပ်တယ်ဝါယောဝိညာတိန်ဇနေတိအဲ့ဒီဝါယောဓာတ်ကနေပြီးတော့အမှုအရာကိုဖြစ်အောင်ထပ်လုပ်ပြန်တယ်အဲ့လိုဆိုတော့သွားခြင်းစိတ်ရဲ့ဝါယောဓာတ်ရဲ့အမှုအရာရဲ့အဲ့ဒါတို့တွေစုပေါင်းပြီးတော့စိတ်တကိရိယာဝါယောဓာတုဝိဖာရေနာစိတ်သည်ပြုလို့အပ်သောဝါယောဓာတ်ဤပြန့်နှံ့ခြင်းကြောင့်ပုရာတော်ရှိသူအပိနိဟာရောတရွေဖြစ်နေတာကိုဂမနံတီးသွားတဲ့ဟူ၍ဝုစတိဆိုအပ်ဤသွားတယ်ဆိုတာအဲ့ဒါပဲသွားခြင်းစိတ်ဖြစ်တယ်သွားခြင်းစိတ်ကဝါယောဓာတ်ကိုလှုပ်တယ်ဝါယောဓာတ်ကတဆင့်အမှုအရာကိုဖြစ်အောင်လှုပ်ပြီးတော့စုလိုက်ပေါင်းလိုက်တဲ့အခါကျတော့ရွေနဲ့ဖြစ်နေတာလေအဲ့ဒါကိုပါခေါ်သွားတယ်လို့ခေါ်တာဒီတော့သွားတဲ့နေရာမှာငါသွားတာသူသွားတာဒီထက်ပါသလားသွားခြင်းစိတ်ဖြစ်တာကအကြောင်းပြုပြီးတော့ယုတ်ကြီးကနောက်ကလိုက်တာမဟုတ်လားဟုတ်တယ်လှမ်းတဲ့နေရာမှာလည်းဒီတိုင်းပဲပေါ့ခြေထောက်ကြီးကြွခြင်းတယ်ဆိုတဲ့စိတ်ပထမဖြစ်တယ်အဲ့ဒါကဝါယောဓာတ်ကိုဖြစ်အောင်လုပ်တယ်ဝါယောဓာတ်ကနေပြီးတော့အမှုအရာကိုဖြစ်အောင်လုပ်တယ်စုလိုက်ပေါင်းလိုက်ပြီးတော့ခြေထောက်ကြီးကြွလာတာပေါ့ရှေ့တိုးပြန်တော့လဲတိုးချင်တယ်ဆိုတဲ့စိတ်ဖြစ်တယ်အဲ့ဒါကနေပြီးဝါယောဓာတ်ကိုလုပ်တယ်ဝါယောဓာတ်ကအမှုအရာကိုဖြစ်အောင်လုပ်တယ်ဆိုတော့ရှေ့တရွေ့ဖြစ်လာတာပေါ့ဒါကအောက်နှိမ်သွားခြင်းနဲ့စိတ်ဖြစ်လို့ဝါယောဓာတ်ကအမှုအရာဖြစ်တဲ့ခြေထောက်ကြီးနှိမ်ကြသွားတာပေါ့နောက်မြေကြီးချခြင်းနဲ့ဆိုတဲ့စိတ်ဖြစ်လို့မို့လို့ဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ကနေပြီးတော့အမှုအရာဖြစ်အောင်လုပ်တော့ခြေဘဝပြင်ကြီးမြေကြီးပေါ်ကျသွားတာအဲ့ဒါကိုလှမ်းတယ်လို့ပြောတာမဟုတ်လားအောင်မလေးတလှမ်းအတွင်းမှာပဲဒီလိုဟာတွေရှေ့ပိုင်းကအများကြီးမဟုတ်လားအဲ့ဒါလို့ခကြီးကမဆုံးသေးဘူးဆိုတော့နောက်တလှမ်းတော့လေဒီအတိုင်းပဲပေါ့နောက်တလှမ်းတော့လေလှချင်စိတ်ဖြစ်တယ်အဲ့ဒီကနေပြီးတော့ဝါယောဓာတ်ကိုလှုပ်တယ်ဝါယောဓာတ်ကအမှုအရာကိုဖြစ်အောင်လုပ်တယ်ဒီလိုမဟုတ်လားအဲ့ဒါလို့နဲ့စုပေါင်းပြီးတော့ရှေ့တလှမ်းချင်းဖြစ်နေတာအဲ့ဒါကိုငါလှမ်းတယ်သူလှမ်းတယ်ယောက်ျားလှမ်းတယ်မိန်းမလှမ်းတယ်လုပ်နေတာတကယ်တော့နံတရားနဲ့ယုတ်တရားဒီနှစ်ပါးလှုပ်ရှားနေကြတာမဟုတ်လားအေးအဲ့ဒါလို့ဖြစ်နေတာပါနံတရားနဲ့ယုတ်တရားနှစ်ပါးလှုပ်ရှားနေတာအဲ့ဒါလို့နဲ့ဟိုမှာကိုသွားလို့တဲ့ခကြီးကရောက်ပြီးမို့လို့ဟောရက်ချင်စိတ်ဖြစ်တယ်ပါတယ်တော့ရက်ချင်စိတ်ဖြစ်တယ်ဒီတင်ရက်ချင်စိတ်ကတံဝါယံဇနေတိဝါယောဓာတ်ကိုဖြစ်အောင်လုပ်တယ်ဝါယောဆိုတာလှုပ်ရှားတာမှဝါယောမဟုတ်ဘူးတည်ငြိမ်တာလဲဝါယောဆိုတော့တည်ငြိမ်တဲ့ဝါယောဖြစ်အောင်လုပ်တာပေါ့ဝ
ဝါယောဝိညာတိန်စနေတိရှေ့မသွားပဲတန့်သွားတဲ့အမူအရာကြီးကိုဖြစ်အောင်လုပ်တာအဲ့ဒါလို့နံတရားတွေကစေစားလိုက်တော့ယုတ်တရားကြီးလည်းရှေ့မသွားပဲတန့်သွားတာအဲ့ဒါကိုဘယ်နဲ့ခေါ်တော့ရက်တယ်လို့ခေါ်တာဘယ်လိုရက်တယ်လို့ခေါ်တာအဲ့ဒီရက်တဲ့အထင်ပုဂ္ဂိုလ်တရားတွေပါလားသူတွေငါတွေယောက်ျားတွေမိန်းမတွေပါလားမပါပါဘူးလှုပ်လှုပ်နဲ့ဘသူနဲ့ဘသူတော့နံတရားနဲ့ယုတ်တရားနံတရားနဲ့ယုတ်တရားရတာကြာတော့ထိုင်ခြင်းတယ်ဆိုတဲ့စိတ်ဖြစ်တယ်ထိုင်ခြင်းတဲ့ကနေပြီးတော့ဝါယောတတ်ကိုဖြစ်အောင်လုပ်တယ်ဝါယောဝိညာတိန်စနေတိအမှုအရာကိုဖြစ်အောင်လုပ်တယ်ဆိုတော့ကိုယ်တစ်ပိုင်းကျိုးကျသွားတာခါတစ်ပိုင်းခွေးကျသွားတာလေအဲ့ဒါကိုဘာခေါ်တာတော့ထိုင်တယ်ထိုင်တဲ့နေရာမှာလဲဒီလိုဆိုရင်ယုတ်တရားနဲ့နံတရားထိုင်ရတာကြာတော့တုံးလုံးလှဲချင်စိတ်ပေါ်လာတယ်ဟုတ်ကဲ့နော်လှဲချင်စိတ်ဖြစ်လာတဲ့အဲ့ဒီလှဲချင်စိတ်ကမှတဆင်ဝါယောဓာတ်ကိုဖြစ်အောင်လုပ်တယ်ဝါယောဝိညာတိန်စနေဒီဝါယောဓာတ်ကအမူအရာကိုဖြစ်အောင်လုပ်တယ်ဒီလိုတွေတဆင်နဲ့ခန္ဓာကိုယ်ကြီးအိပ်ရာပေါ်မှာကန့်လန့်ကြီးတင်သွားတာမဟုတ်လားအဲ့ဒါကိုဘာခေါ်အိပ်တယ်လို့ခေါ်တာအဲ့ဒီအိပ်တဲ့နေရာမှာလဲအိပ်ချင်စိတ်ရဲ့အိပ်တဲ့ယုတ်ရဲ့အိပ်ချင်စိတ်ရဲ့အိပ်တဲ့ယုတ်ရဲ့နံတရားနဲ့ယုတ်တရားနံတရားနဲ့ဒီနှစ်ပါးပါပဲမဟုတ်လားတခြားပုဂ္ဂိုလ်တရားတွေပါသေးလားယောက်ျားမိန်းမတွေပါသေးလားဘာနဲ့ပါလိမ့်နံတရားနဲ့ယုတ်တရားဒီလိုဆိုရင်သွားချင်တဲ့စိတ်ရက်ချင်တဲ့စိတ်ထိုင်ချင်တဲ့စိတ်ပြီးတော့ပါတယ်လို့အိတ်ချင်တဲ့စိတ်ဆိုတော့နံတရားတွေမဟုတ်လားသွားချင်တာရဲ့ရက်ချင်တာရဲ့ထိုင်ချင်တာရဲ့အိတ်ချင်တာရဲ့နံတရားလို့ခေါ်တဲ့စိတ်တွေမဟုတ်လားသွားလူတာရဲ့ရက်လူတာရဲ့ထိုင်လူတာရဲ့အိတ်လူတာရဲ့ဗါတဲ့တော့စိတ်တွေသွားလူရက်လူထိုင်နေလူအိတ်လူစိတ်ဟုသည်စိတ်လူသိလိုက်ပါသွားလူရက်လူထိုင်နေလူအိတ်လူစိတ်ဟုသည်ဗါတဲ့သွားလူရက်လူထိုင်နေလူအိတ်လူစိတ်ဟုသည်ဟုတ်ကဲ့မဟုတ်လားသွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသည်စိတ်ကြောင့်ဘာတွေဖြစ်တယ်လဲဝါယောဓာတ်စိတ်ကြောင့်ဘာတွေဖြစ်တယ်လဲဝါယောဓာတ်စိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောဓာတ်တွေကခန္ဓာကိုယ်ပြည့်သွားတာပေါ့အနှံ့အပြားကိုပြည့်တာနော်စိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောနှံ့သောကိုယ်ဝယ်ပြီးဆိုပါဦးစိတ်ကြောင့်သောဓာတ်ဝါယောကိုယ်ဝယ်ပြီးဆိုပါဦးစိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောနှံ့သောကိုယ်ဝယ်ပြီးခန္ဓာကိုယ်မှာဝါယောဓာတ်တွေပြည့်လာတာပေါ့ဝါယောပြည့်သောဝိညာဉ်ဘောရုပ်သောသွားပေ၏ဝါယောပြည့်သောဝိညာဉ်ဘောရုပ်သောသွားပေ၏ဝါယောတွေပြည့်လာတော့ရွာနဲ့သွားနေတာရုပ်ကြီးသွားတာပါငါသွားတာသူသွားတာဟုတ်ကလားဘသူသွားတာတော့ရုပ်ကြီးသွားတာပါပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်ဒီလိုမဟုတ်လားပြန်ဆိုကြမယ်သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသည်ဒီတိအောင်ကတော့သွားချင်တာရက်ချင်တာထိုင်ချင်တာအိတ်ချင်တာနံတရားမဟုတ်လားအဲ့ဒီနံတရားကဘာတွေဖြစ်အောင်လုပ်ဝါယောဓာတ်တွေကိုဖြစ်အောင်လုပ်ဝါယောဓာတ်ကတစ်စင်ဘာဖြစ်အောင်လုပ်အမှုအရာဖြစ်အောင်လုပ်30မဟုတ်လားပြန်ဆိုရမယ်သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသည်စိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောနှံ့သောကိုယ်ဝယ်ပြီးဝါယောပြည့်သောဝိညာဉ်ပေါ်ရုပ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်ဘယ်လိုပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်ရွာနဲ့သွားနေတာငါသွားတယ်သူသွားတယ်ဒါပြောနေတာတကယ်တော့မဟုတ်ဘူးရုပ်ကြီးကသွားတာပါရုပ်ကြီးကလည်းသူ့ဘာမှသူ့ကြည့်တဲ့ဆိုရင်မသွားတတ်ပါဘူးနံတရားတွေကခိုင်းလို့မဟုတ်လားနံတရားတွေကသွားဟဲ့ဆိုရင်သွားတယ်ရက်ဟဲ့ဆိုရင်ရက်တယ်ထိုင်ဟဲ့ဆိုရင်ထိုင်တယ်အိတ်ဟဲ့ဆိုရင်အိတ်တယ်ဆိုတော့ရုပ်တရားနဲ့နံတရားကစေစားတိုင်းရုပ်တရားကြီးကလှုပ်ပေးရတာ
နန္တရားကခိုင်တိုင်းယုတ်တရားကလှုပ်ပေးရတာဆိုတော့အခိုင်သမားကနံအလုတ်သမားကယုတ်အခိုင်သမားကနံအလုတ်သမားကယုတ်ဒီနှစ်ပုတ်ပဲသွားလို့ရက်လို့ထိုင်နေလို့အိတ်လို့ဒီစိတ်ကြောင့်ဖြစ်သောဓဝါယောနှံ့သောကိုယ်ဝယ်ပြီးဝါယောပြည့်သောဝိညာဉ်ပေါ်ရုပ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်လေးပိုက်မဟုတ်လားလေးပိုက်သွားတယ်လာတယ်ဆိုတာငါသွားတာသူသွားတာလားမဟုတ်ပါဘူးပုဂ္ဂိုလ်သွားတာလားသရဝါသွားတာလားမဟုတ်ပါဘူးယောက်ျားမိန်းမသွားတာလားမဟုတ်ပါဘူးဘသူသွားတာပါလေအယုတ်တရားကြီးသွားတာ तू ကလည်းသူ့ကြီးတဲ့သွားတတ်လို့လားဘသူကခိုင်းလို့ဟုတ်တယ်နန်းကခိုင်းလို့ဒီလိုမဟုတ်လားဒါဖြင့်လှုပ်လှုပ်ရွရွသွားလာလာလုံနေကြတာဟူသည်များယုတ်တရားနဲ့နန္တရားပဲရှိပါတယ်ဒီထက်အသက်ကောင်ကလေးများပါသလားမပါပါဘူးဟိုတုန်းကကိုပဲဖျားကိုတော့မြတ်ကြီးဟောတဲ့အထက်မှာသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမယူပံဒီလိုမဟုတ်လားဝိညာဉ်ဆိုတာအကောင်ကလေးမှမဟုတ်ပဲပဋိသန္ဓေစိတ်လို့ပြောခဲ့ပါကောနန်းဆိုတာကအဲ့ဒီပဋိသန္ဓေစိတ်နဲ့တွဲဖက်ပြီးတော့ဖြစ်တဲ့စေတသိက်တွေပြောခဲ့တယ်မဟုတ်လားရုပ်ကြတော့ဘယ်နဲ့တော့ရုပ်တရားအဲ့ဒီဝိညာဉ်တို့နံတို့ကနံတရားရုပ်ကရုပ်တရားနံတရားတွေမှီတွဲဖို့ရအခန့်အနေနဲ့ရုပ်ကလေးပါရတာမဟုတ်လားနံတရားနဲ့ရုပ်တရားအဲ့ဒီနှစ်ပါးတွင်ရုပ်တရားကတိတတ်ခဲ့လားဘသူကသာတိတတ်တာနံတရားကသာတိတတ်တာဝိညာဉ်တို့နံတို့ဆိုတဲ့နံတရားကသာတိတတ်တာဒီလိုမဟုတ်လားဒါကြောင့်ရုပ်ဟူသည်မြမသိကြတိခနံခေါ်လေဘယ်လိုရုပ်ဟူသည်မြမသိကြတိခနံခေါ်လေလူနတ်ပြမာသူငါမဟုတ်နံနှင့်ရုပ်မုတ်ချညာမြင်စေဒီလိုမဟုတ်လားဟုတ်တယ်ရုပ်တရားနဲ့နံတရားဒီနှစ်ပါးပဲရှိပါတယ်အဲ့ဒီထဲမှာသွားတယ်ဆိုတဲ့နေရာမှာဥစွာပထမသွားခြင်းစိတ်ဖြစ်ရက်တဲ့နေရာမှာလည်းဥစွာပထမရက်ခြင်းစိတ်ဖြစ်ထိုင်တယ်ဆိုတဲ့နေရာမှာဥစွာပထမထိုင်ခြင်းစိတ်ဖြစ်လှဲခြင်းနဲ့အိတ်ခြင်းနဲ့ဆိုတဲ့နေရာမှာလည်းဥစွာပထမအိတ်ခြင်းစိတ်ဆိုတဲ့ဥစ္စာလေးကအရင်ဖြစ်တာမဟုတ်လားအဲ့ဒါလေးကနေပြီးတော့အမူအရာဝါယောတက်ကိုလှုပ်ဝါယောတက်ကတစ်ဆင့်အမူအရာဖြစ်အောင်လှုပ်အာလုံး30လောက်ရှိပြီးတော့မှဟောသွားတယ်တို့ရက်တယ်တို့ထိုင်တယ်တို့အိတ်တယ်တို့ဖြစ်တာမဟုတ်လားအဲ့ဒါကိုမှတ်မိအောင်လို့သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသည်စိတ်ကြောင့်ဖြစ်သောဓဝါယောနှံ့သောကိုယ်ဝယ်ပြီးဝါယောပြည့်သောဝိညာဉ်ပေါ်ရုပ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်ဒီလိုဆိုရင်ရက်တဲ့နေရာမှာပုဂ္ဂိုလ်မရငါမရရုပ်ရဉာဏ်ဖြင့်သည်ထိုင်တဲ့နေရာမှာပုဂ္ဂိုလ်မထိုင်ငါမထိုင်ရုပ်ထိုင်ဉာဏ်ဖြင့်သည်အိတ်တဲ့အခါမှာပုဂ္ဂိုလ်မအိတ်ငါမအိတ်ရုပ်အိတ်ဉာဏ်ဖြင့်သည်ဒီလိုနေမှာပေါ့အေးနန္တရားကြီးကခိုင်တိုင်းရုပ်တရားကြီးကလှုပ်ရှားပြီးတော့လိုက်နေရတာပါမိမိတို့တွေဒီပင်ကိုယ်နေရာကနေပြီးတော့ဟဲ့ဒီတရားခမ်းမကြီးတဲ့လာတဲ့အခါလှုပ်နဲ့ခြေတလှမ်းချင်းလှမ်းလာနေတာမဟုတ်လားအဲ့ဒါမသိတော့ငါလှမ်းလာတယ်ငါခြေတော့နာသွားတယ်ပြောနေတာနော်ဟင်းငါလှမ်းနေတယ်ငါတော့ဒီထဲပါလို့လားလှမ်းခြင်းစိတ်ဆိုတဲ့နံတရားဖြစ်လို့လှမ်းတဲ့ရုပ်ကြီးပေါ်တာဟိုအပေါ်ရောက်တဲ့အခါရက်ခြင်းစိတ်ဖြစ်လို့ရက်သွားတာထိုင်ခြင်းတဲ့စိတ်ဖြစ်လို့ထိုင်သွားတာခန္ဓာကိုယ်တစ်ပိုင်းကြိုးကျသွားပြီးတော့လေဟင်းအဲ့ဒါလူတွေသွားနေတာပါကိုအိပ်ရတဲ့ဆိုရင်အိပ်ခြင်းစိတ်ဖြစ်လို့အိပ်သွားတာလို့ဆိုတော့နံတရားကခိုင်တိုင်းရုပ်တရားကြီးကနောက်ကလိုက်လှုပ်နေရတာနံတရားနဲ့ရုပ်တရားဒီနှစ်ပါးတည်းရှိတာပါလားတို့တွေဟိုတို့တွေမသိလို့သာရှောက်ပြောနေတာတကယ်ကြတော့ရုပ်တရားနဲ့နံတရားဒီနှစ်ပါးတည်းရှိတာပါလားလို့ဒီလိုအမှန်အတိုင်းသိလို့ရှိရင်သက်ကာယဒိဋ္ဌိစင်တယ်သက်ကာယဒိဋ္ဌိစင်ကြယ်သွားတယ်သက်ကာယဒိဋ္ဌိစင်ကြယ်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ငါသွားတယ်သူသွားတယ်ယောက်ျားသွားတယ်မိန်းမသွားတယ်လှုပ်လို့ရတော့ဖြင့်သက်ကာယဒိဋ္ဌိဝင်နေတာပေါ့ဘာဒိဋ္ဌိဝင်လဲ
သက်ကာယဆိုတာတကယ်အစစ်ရှိတာကိုပြောတာတကယ်အစစ်ရှိတာကိုပါဠိလိုဘယ်နဲ့ခေါ်တကယ်အစစ်ရှိတဲ့တရားကိုပါဠိလိုဘယ်နဲ့ခေါ်တကယ်အစစ်ရှိတဲ့တရားကဘယ်သူများလဲလို့ဆိုတော့ယုတ်နဲ့နာအကျယ်ချဲ့မယ်ဆိုရင်ခန္ဓာ၅ပါးဟုတ်တယ်ယုတ်နာ၂ပါးအကျယ်ချဲ့ခန္ဓာ၅ပါးကတော့တကယ်အစစ်ရှိတဲ့တရားမို့လို့ပါဠိလိုဘယ်နဲ့ခေါ်သက်ကာယပါဠိလိုဘယ်နဲ့ခေါ်သက်ကာယအဲ့ဒီသက်ကာယအပေါ်မှာတကယ်လဲအစစ်မရှိဘဲနဲ့ယောက်ျားတို့မိန်းမတို့ပုဂ္ဂိုလ်တို့သရဝါတို့သူတို့ငါတို့တင်စားပြီးထင်မှားနေတာကတော့ဒိဋ္ဌိထင်မှားနေတာကဒိဋ္ဌိသက်ကာယအပေါ်မှာမှားတဲ့ဒိဋ္ဌိမို့လို့သက်ကာယဒိဋ္ဌိအောင်မဲဒီနေ့တစ်မျိုးတိုးလာပြီနော်ဟိုဘက်နေ့တွေတုန်းကသတ္တတာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိအဲ့ဒါတွေတွေ့ခဲ့တယ်ဒီကနေ့ကျတော့ဗာဒိဋ္ဌိတိုးလာသက်ကာယဒိဋ္ဌိတိုးလာပြီတကယ်အစစ်ရှိတာမလွဲမသွေအမြဲတမ်းရှိနေတာဘဒုတဲ့ခန္ဓာ၅ပါးအကျဉ်းချုပ်မဲ့ဆိုရင်ယုံနဲ့နာအကျယ်ချဲ့ရင်တော့ခန္ဓာဘယ်နှပါး၅ပါးယုံနာ၂ပါးခန္ဓာ၅ပါးယုံနာ၂ပါးခန္ဓာ၅ပါးဒီတရားတွေကတော့တကယ်အစစ်မရှိဘူးလားတကယ်အစစ်ရှိတဲ့တရားတွေမို့လို့ပါဠိလိုဘယ်နဲ့ခေါ်သက်ကာယတကယ်အစစ်ရှိတဲ့တရားတွေမို့လို့ပါဠိလိုသက်ကာယဘသူတွေတော့ယုံနဲ့နာအကျက်ချက်ရင်တော့ခန္ဓာ၅ပါးဒီတရားတွေကတကယ်အစစ်ရှိလို့ပါဠိလိုဘယ်နဲ့ခေါ်သက်ကာယဒီတကယ်အစစ်ရှိတဲ့ယုံနာ၂ပါးခန္ဓာ၅ပါးအပေါ်မှာတကယ်အစစ်မရှိတဲ့ယောက်ျားတို့မိန်းမတို့သူတို့ငါတို့ပုဂ္ဂိုလ်တို့သရဝါတို့ဒီနာမည်တွေတင်စားပြီးတော့တင်စားတဲ့အတိုင်းထင်မှားတာကဒိဋ္ဌိသက်ကာယအပေါ်မှာမှားတဲ့ဒိဋ္ဌိမို့လို့သက်ကာယဒိဋ္ဌိအဲ့ဒီသက်ကာယဒိဋ္ဌိတဏ္ဍာကြီးနဲ့တရားအားထုတ်နေလို့ကတော့ဖြင့်တရားမရပါဘူးတဲ့ဒီတော့သက်ကာယဒိဋ္ဌိခွာရမှာပေါ့တရားထိုင်တော့ပြီဆိုရင်ဘာခွာရခုငုတ်တုတ်ထိုင်နေတာငါထိုင်တာသူထိုင်တာဟုတ်ကဲ့လားဘသူထိုင်တာပါလေအဲ့နာနဲ့ယုံနဲ့နာဟုတ်ပါနန္တရားကထိုင်ဟဲ့ခိုင်လို့မို့လို့ယုတ်တရားကြီးကခါတစ်ပိုင်းကြိုးကြသွားပြီးထိုင်တာမေဒီလိုဆိုလို့ရှိရင်သူလည်းယုတ်နဲ့နာကိုလည်းယုတ်နဲ့နာမဟုတ်လားငါသူရှိသေးလားငါနေရာမတိုးနဲ့ကောဖြစ်သေးလားမဖြစ်တော့ပါဘူးငါမှမရှိပဲနဲ့သူရောရှိလို့လားယောက်ျားမိန်းမရောရှိလားမရှိပါဘူးဘာနဲ့ဘာပဲရှိအဲ့ဒါလို့တဲ့ယုံနဲ့နာပဲရှိတယ်လို့ဒီလိုသိနေတဲ့အခိုက်မှာဘာဒိဋ္ဌိစင်ကြဲနေတော့ဟုတ်တယ်အဲ့ဒါလို့တဲ့နော်ဒိဋ္ဌိတန်လန်းကြီးနဲ့တရားအားထုတ်လို့တော့မရဘူးတဲ့အဲ့ဒါကြောင့်ဒိဋ္ဌိခွာတတ်အောင်လို့ဘုန်းကြီးပြောပေးနေတာတခါဟာတုန်းကအခုလိုမနဲ့ပိုင်းပေါ့တော်ချောင်းကိုတော်ကြီးတပါတော်တဲ့ကနေပြီးတော့မြို့တဲ့ဘက်ဆွမ်းကန်ကြွလာတာတပိတ်ကြီးပိုက်လို့စိုက်နဲ့လာနေတာတော်ချောင်းကိုတော်ကြီးပေါ့နော်မဲတပိတ်ကြီးပိုက်လို့မြို့တဲ့ဘက်ဆွမ်းကန်ကြွလာနေတာအဲ့ဒီအချိန်မှာမြို့တဲ့ဘက်မှာဇနီးမောင်နှံ2ယောက်ဘောက်ပေါက်နဲ့ရန်ဖြစ်ကြတယ်ပေါက်လမ်းမတည့်ဘူးစကားပြောရတာကိုပဲအဆင်မပြေပါဘူးပေါက်နဲ့ဆိုတော့ဇနီးလောက်တဲ့သူကလည်းထက်ပဲသူကမနေဘူးတဲ့ဒီအိမ်မနေချင်းသွားပေါ့ကွာပြန်မယ်တဲ့အမေရွာဟောအမေရွာတဲ့အမေရွာဆိုတော့သူတော့ကပေါ့မဲပြန်ကွာတဲ့ယောက်ျားလောက်တဲ့သူကလည်းအဲ့ဒါနဲ့ဟိုဇောက်နဲ့ဆင်းလာခဲ့တာပေါ့အဲ့ဒါလိုနဲ့ဆင်းလာဟောတော်လန်းလည်းရောက်ကြောစောတုန်းကပြောတဲ့မထီကြီးနဲ့ခရီးရင်ဆိုင်တွေ့ကြပါလေရောလားဟဲဒီတော့သူတို့တွေကလည်းဘယ်လိုလုပ်တဲ့မှတ်တုံပြင်ဘက်ရောက်တဲ့ဆိုရင်ပဲအဲ့ဒီမထီကြီးကိုပြုံးပြတဲ့ခုနတုန်းကအမျိုးသမီးကမထီကြီးကိုဘာလုပ်ပြပြုံးနေဆိုတော့သွားကလေးပေါ်တာပေါ့သွားဆိုတာအယိုးပဲဟာအယိုးနဲ့ခေါင်းနဲ့ဆက်မနေဘူးလားအဲ့ဒီခေါင်းနဲ့ခန္ဓာကိုယ်နဲ့ကောဆက်မနေဘူးလားမထီကြီးအနေကအဲ့ဒါလိုမြင်တာအမေအယိုးစုကြီးပဲပြုံးနေပါတယ်တောင်မသိပါဘူးမထီကြီးအနေနဲ့တော့အဲ့ဒါလိုအယိုးစုကြီးပဲလို့ဆိုတဲ့အနေမျိုးနဲ့ဆိုတော့သူပြုံးပြတဲ့ဥစ္စာကိုတိတ်အေးယူဖို့မပေါ်တော့လည်းပဲရိုးသေးသေးနဲ့လက်အုပ်ကလေးချီးပြီးတော့ဘေးကရှောင်သွားပါတဲ့ဒီအမျိုးသမီးကလေဒီလိုနဲ့မထီကြီးအဖို့တော့အမျိုးသမီးလေးလို့ဒီလိုအောင့်မေ့ရဲ့လားဘယ်လိုအောင့်မေ့
အယိုးစုကြီးပါပဲမဲအဲ့ဒါလို့ဆိုပြီးတော့သွားလိုက်တာ၄လမ်း၅လမ်းလောက်သွားလိုက်ရတယ်မထီကြီးဟာတရားတွေတက်သွားပြီးတော့1မက်2မက်3မက်4မက်ထိအောင်စိုက်သွားပြီးယဟန္တာကြီးဖြစ်တော့တာမထီကြီးပါဖြစ်သွားယဟန္တာကြီးဖြစ်သွားတာဟောရှေ့ဆက်သွားလို့ဘယ်တော့မှမကြပါဘူးဟောကတုတ်နဲ့ယောက်ျားတယောက်လိုက်လာတယ်မဲအနာလည်းရောက်ကြောဥချပြီးတော့လျှောက်တယ်အရှင်ဘုရားဒီလမ်းကအမျိုးသမီးလေးတယောက်သွားတာမတွေ့လိုက်ပါဘူးလားဖေ။ခြေချေချောင်းကတော့ဒီလမ်းတိုင်းပဲဖေ။မဲသူခင်ပွန်းတွေကလိုက်ခေါ်တာ။နှင်းနှုံးကနှင်းချပြီးတော့ခုဘယ်တော့မှမကြဘူးလိုက်ခေါ်တာမဟုတ်လား။သူခင်ပွန်းတွေကလျှောက်တာမထီကြီးကိုလျှောက်တော့မထီကြီးကပြန်ပြီးတော့ပြောတဲ့စကားအင်မတန်မှတ်သားဖို့ကောင်းတာပေါ့။နာပိဇာနာမိအဋ္ဌိဝါပုရိသောဝါဣတောကတောအပိစာအတ္တိသင်္ဃာတောကိစ္စတေတမဟာပတိမထီကြီးပြောတာနော်အတိတ်ပဲပြန်ရင်တော့မြို့သမီးလားအမျိုးသားလားယောက်ျားလားမိန်းမလားတော့မပြောတတ်ပါဘူးကွယ်ငါဘေးကအယိုးစုကြီးတစ်ခုတော့ရှောင်သွားလေရဲ့မဲဘာရှောင်သွားအမျိုးသမီးလေးရှောင်သွားတယ်ဟုတ်ကလားဘာရှောင်သွားကြည်စမ်းအမျိုးသမီးကလေးဆိုရင်ဘာဒိဋ္ဌိဝင်နေသက်ကာယဒိဋ္ဌိဝင်နေတယ်မဟုတ်လားဟိုအယိုးစုဆိုတော့သူကမြင်ရပြောတာပေါ့နော်နန္တရားလည်းပါတော့ပါတာပေါ့နန္တရားဆိုတာကတော့မျက်လုံးနဲ့မြင်လို့မရပါဘူးရုပ်တရားကတော့မြင်လို့ရတာမဟုတ်လားအယိုးစုဆိုတော့ဘာဒိဋ္ဌိကွာနေတော့သက်ကာယဒိဋ္ဌိကွာတဲ့အနေနဲ့ပြောတာမဟုတ်လားဟုတ်တယ်သူပြုံးပြတော့ကဟဲ့အမျိုးသမီးလေးဟဲ့ဒီလိုသာခံယူလို့ရှိရင်သက်ကာယဒိဋ္ဌိတွေဝင်နေမယ်မဟုတ်လားတရားရနိုင်မလားမရနိုင်ပါဘူးအခုတော့တရားသမားကြီးပြီးပြုံးပြတာကိုပဲဟောသွားဖြားလေးပေါ်တော့အယိုးကနေပြီးတော့ဆက်တွေးလိုက်တာတကောင်လုံးပါတော့အယိုးစုကြီးကိုဖြစ်သွားတာပဲမဟုတ်လားအဲ့ဒီအယိုးစုကြီးအနေနဲ့သူရှုမှတ်တဲ့အတွက်တရားတွေတက်သွားတာမဟုတ်လားဘာဒိဋ္ဌိကွာနေလို့ဟုတ်တယ်ဒါကြောင့်တရားသမားတွေဆိုတာဒိဋ္ဌိကွာရမယ်ဆိုတာဒါပေါ့နော်ဒါပေါ့ဒိဋ္ဌိတန်လန်းကြီးနဲ့အထုတ်လို့တော့ရပါမလားဒါလို့ဆိုရင်အခုထိအောင်ဒိဋ္ဌိ၃မျိုးတွေ့ပြီပေါ့မနေ့တုန်းကပြောခဲ့တယ်တတ္တဒိဋ္ဌိဥစေတာဒိဋ္ဌိဒီကနေ့ဆိုရင်သက်ကာယဒိဋ္ဌိဒီဒိဋ္ဌိ၃မျိုးတော့အရေးကြီးတာပေါ့ဒါလောက်တော့ပိုင်နိုင်လှုပ်ထားရမယ်ဒီဒိဋ္ဌိ၃မျိုးနားလဲလို့ရှိရင်အကုန်လုံးကျန်တဲ့ဒိဋ္ဌိတွေဒီထက်လာအကုန်ဝင်တယ်နော်တတ္တဒိဋ္ဌိဥစေတာဒိဋ္ဌိသက်ကာယဒိဋ္ဌိဟုတ်တယ်မဟုတ်လားဒီဒိဋ္ဌိသဘောတွေပါတခါဟာတော့ငါဘိက္ခုနီမတွေရဲ့အကြောင်းမှာကြက်တူရွေးလေးတစ်ကောင်ရှိတယ်ဘိက္ခုနီမတွေကပြောတယ်ဟဲ့ရွှေကဲနင်ကသူတော်ကောင်းနေနဲ့နေပြီးတော့အိတ်ခါစားကနဲ့မတော်ဘူးနော်နင်လည်းတရားတစ်မျိုးမျိုးတော့နှလုံးသွင်းမှကောင်းမယ်နင်ကတော့လွယ်ပေါ့ဟဲကိုအယိုးစုဒီလိုပဲအောက်မိတ်နေပါအယိုးစုကိုဆိုးတာနေသဘောပေါက်လာလိမ့်မယ်ဆိုတော့ရွှေခဲကလေးကဆိုးနေတာအယိုးစုမယ်အယိုးစုသူဆိုးနေတာပေါ့အမေဆိုတာတောင်တော်ကြားလာပြီဆိုတော့သူသဘောပေါက်နေပါလိမ့်မယ်တနေ့တော့ကြောင်းရှိကလှေကဥတိုင်မှာနေစားလုံးပြီးတော့နေတဲ့အခိုက်ကောင်းငင်ကကနေသိန်းစုကြီးတကောင်ဆင်းလာပြီးတော့တုတ်လိုက်တာကလက်ကကောင်းငင်ပါသွားတာပေါ့ဟဲရွှေခဲလေးပါသွားတယ်ဆိုပြီးတော့အောက်ကနေဘိက္ခုနီမတွေကဂဲတွေနဲ့ပေါက်ဒုတ်တွေနဲ့ပြစ်လက်ခုပ်တွေနဲ့တီးတော့လန့်ဖြတ်ပြီးတော့ဟိုကပြန်ချလိုက်ပါတယ်ဟဲပြန်ကြလာတယ်ရွှေခဲလေးပြန်ကြလာပြီဆိုတော့အဲ့ဒါကိုဝိုင်းကောက်တော့သူခမဆတ်နဲ့တုံလို့ပေါ့မဲကြောက်လိုက်တာအဲ့ဒါရက်ခတ်ပြီးရေကလေးမိုးကလေးတိုက်ပြီးတော့အမောပြေတော့ဘေးကဝိုင်းမေးရတယ်ဟဲ့ရွှေခဲနဲ့မေးရအောင်မယ်အခုနတုန်းကကောင်းငင်ပါသွားတော့နင်ဘယ်လိုအောက်မိတ်လိုက်တယ်လဲတဲ့ဟိုလေးတဲ့အယိုးစုကလေးတစ်ခုကိုအယိုးစုကြီးတစ်ခုကခြီသွားဘောလို့သူပြောတာနော်အယိုးစုကလေးတစ်ခုကိုအယိုးစုကြီးကခြီသွားဘောလို့ဆိုတော့မဲပြောပုံကတော့မညံ့ဘူးနော်ဟုတ်တာမဟုတ်တာအသာထားဗာဒိဋ္ဌိကွာနေတော့သက်ကာယဒိဋ္ဌိကွာနေတယ်ရွှေခဲကလေးကိုသိမ့်စွန်ကြီးကခြီတယ်ဆိုရင်ဒါသက်ကာယဒိဋ္ဌိအပြောမဟုတ်လားသိမ့်စွန်ရောရှိလို့လားရွှေခဲရောရှိလို့လားမရှိဘူးရှိတာကယုံနဲ့နာမဲတရားကိုအမြင်ပြောမယ်ဆိုရင်အယိုးစုမျှပဲမဟုတ်လားအဲ့လိုပါပဲဒ
ဒါဖြင့်ခုဘုန်းကြီးတို့တွေလည်းဒီပိဋကကြီးတစ်ခုလုံးကအယိုးစုပဲဟုတ်တယ်မဟုတ်လားငုတ်တုတ်ထိုင်းနေကြတာအယိုးစုတွေပေါ့ဟုတ်တယ်ကိုတရားထိုင်တော့မယ်ဆိုတဲ့အချိန်ကစပြီးတော့အယိုးစုကြီးအယိုးစုကြီးထဲမှာအတိသဘောတရားနံနေလဲပေါက်ပွားဖြစ်ပွားတာပေါ့နော်အဲ့ဒါလိုပါနံတရားနဲ့ရုပ်တရားဒီနှစ်ပါးပါပဲဒါဖြစ်ရင်တရားထိုင်တော့မယ်ဆိုတဲ့အချိန်ကစပြီးတော့ကိုသိမှတ်ရပါလိမ့်မယ်ရုပ်တရားနဲ့နံတရားဒီနှစ်ပါးမျှပဲရှိတယ်လို့ဒီလိုအမှန်တိုင်းသိလို့ရှိရင်ဘာဒိဋ္ဌိစင်ကြယ်မယ်ဟုတ်တယ်တက်ကာယဒိဋ္ဌိစင်ကြယ်အောင်တရားထိုင်တဲ့အချိန်ကစပြီးတော့ရုပ်အစုနဲ့နာအစုဟုတ်ပါရုပ်အစုနဲ့နာအစုဒီနှစ်ခုတွင်ဟောနံတရားကစေစားလို့ရုပ်တရားကြီးကသွားတာနံတရားကစေစားလို့ရုပ်တရားကြီးကသွားတာရုပ်ကြီးတဲ့သွားတတ်ခဲ့လားမသွားတတ်ပါဘူးတုံးလူကြီးတခုဒီနာချထားနံတရားမပါဘူးနံတရားနဲ့ရုပ်တရားကြီးတဲ့တတ်ဆိုရင်သွားတယ်လာတယ်ဘယ်လောက်တတ်လိမ့်မလဲနော်နံတရားကစေစားလို့ရုပ်တရားကြီးကလိုက်ပါနေရတာမဟုတ်လားဟုတ်တယ်လှေတစင်းဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုလှော့ခတ်ပြီးတော့သွားတယ်ဆိုလို့ရှိရင်ရွက်တိုက်ပြီးတော့သွားတယ်ဆိုရင်တန်းနဲ့သွားတယ်မဟုတ်လားမဲအပြောကတော့လှေလေးသွားတယ်လို့ပြောတယ်နော်တကယ်တော့လှေကသွားတတ်လို့လားမသွားတတ်ပါဘူးရွက်ထောင်ထားတဲ့ခါကျတော့လေအဟုံးနဲ့လှေလေးကတန်းသွားတာမဟုတ်လားအဲ့ဒီအတိုင်းပါပဲမြားပြစ်တဲ့ခါကျတော့လေဒီကနေပြီးတော့ဒင်းကနေနေပြီးတော့ပြစ်လိုက်တယ်ဆိုရင်မြားတန်းသွားတယ်နော်မြားကတစ်သားပဲသွားတတ်ပါမလားဒါပေမဲ့ဘာကြောင့်သွားတယ်လဲဆိုရင်ဒီကအရှိန်အဟုန်နဲ့လွှတ်လိုက်တဲ့အတွက်တန်းသွားတာမဟုတ်လားလေရဲ့အဟုန်အရှိန်အဟုန်ကြောင့်သူသွားတာမဟုတ်လားဒီသဘောတွေပါပဲဘုန်းကြီးတို့ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲဟောနံတရားသူကစေစားလို့ရုပ်တရားကြီးကရွသွားနေတာမဟုတ်လားဟုတ်တယ်နာဝမာလုဒဝေကေနဇိယာဝေကေနဒီဇနံယထာယာတိတထာကာယောယာတိဝါဒဟတောအယံဆိုတာလေဒီလှေတစ်စင်းမှာရွက်ထောင်ပြီးတော့ဟိုဘက်ကန်းကိုသွားတယ်ဆိုတာလေအဟုန်ကြောင့်ဒီလှေဟာသွားတာမဟုတ်လားဒီလည်းပဲလေအဟုန်နဲ့တူတဲ့နံတရားတွေကြောင့်လှေကြီးနဲ့တူတဲ့ဒီခန္ဓာကိုယ်ကြီးရွေ့ရှားနေတာမဟုတ်လားဟုတ်တယ်မြားပြစ်တဲ့ခါကျတော့လေဇိယာဝေကေနဒေဇနံလေးညို့ရဲ့အစွမ်းကြောင့်တန်းလို့သွားတာမဟုတ်လားလေးညို့အစွမ်းနဲ့တူတဲ့နံတရားတွေကြောင့်မြားနဲ့တူတဲ့ခန္ဓာကိုယ်ကြီးတန်းသွားတာမဟုတ်လားအေးဒီသဘောတွေပါဒါတွေသိထားရပါမယ်ဒီလိုသိမှဒိဋ္ဌိကွာမှာမဟုတ်လားပါဒိဋ္ဌိကွာမယ်တက်ကာယဒိဋ္ဌိကွာမယ်ဟုတ်တယ်ယန္တံသုတ်တဝတိနေဝစိတ်တသုတ်တဝတိနိဒံပယုတ်တံကာယယန္တံပိယာတိထာတိနိတိတတိယန္တံရုပ်သေးရုပ်ကလေးသည်ခုတော့ရုပ်သေးရုပ်ကလေးတွေကမရှိသလောက်ရှားသွားပါပြီရှေ့တုန်းကတော့ရုပ်သေးစဉ်တွေရှိတယ်ပေါ်တယ်အယုတ်ကလေးတွေစင်ပေါ်မှာကတာလေအဲ့ဒီအယုတ်ကလေးတွေကကတယ်လက်ချိုးတယ်ခြေထောက်မြောက်တယ်ခေါင်းခါတယ်ဂျွန်းထိုးတယ်သွားတယ်ရက်တယ်ထိုင်တယ်ဒီလိုလေးတွေလုံမပြဘူးလားတကယ်တော့တစ်သားယုတ်ပဲလုံတတ်ပါမလားပဲလှုပ်တတ်လိမ့်မလဲအဲ့ဒီဂျွန်းထိုးအောင်ခြေထောက်မြောက်အောင်လက်လှုပ်ရှားအောင်ဟာကျိုးလေးတွေဆွဲပေးတာမဟုတ်လားဟေးသုတ်တဝတိနေဝါခေါင်းခါခြေလက်တွယ်ဆက်ထားတဲ့ကျိုးလေးတို့ဤအစွမ်းအားဖြင့်ယန္တန်ရုပ်သေးရုပ်ကလေးသည်ပုံလင်ကတိဂျွန်းလက်ထိုးဤယာတိသွားလက်သွားဤထာတိရလက်ရဤနိတိတတိထိုင်လက်ထိုင်ဤဒီရုပ်ကလေးတွေဟာလေသူကတော့တစ်သားကြီးတဲ့လှုပ်တတ်ပါမလားမလှုပ်တတ်ပါဘူးကျိုးလေးတွေရဲ့အစွမ်းကျိုးလေးတွေလှုပ်ရှားပေးလို့ဒါသူဒီလိုလှုပ်တတ်တာမဟုတ်လားအလားတူပေါ့ကျိုးကလေးတွေနဲ့အလားတူတဲ့ဒီမှာဘုန်းကြီးတို့နံတရားမဟုတ်လားဒီနံတရားကခိုင်နိုင်သွားတဲ့အခါသွားဟဲ့ဆိုရင်သွားတယ်ရက်ဟဲ့ဆိုရင်ရက်တယ်ထိုင်ဟဲ့ဆိုရင်ထိုင်တယ်အိတ်ဟဲ့ဆိုရင်အိတ်တယ်ဆိုတာနံတရားတွေကကျိုးလေးတွေနဲ့မတူဘူးလားအဲ့ဒါပြောတာယန္တံသုတ်တဝတိနေဝစိတ်တာသုတ်တဝတိနိတံစိတ်တာသုတ်တဝတိနာကျိုးကလေးတွေနဲ့တူတဲ့စိတ်တို့ဤအစွမ်းအားဖြင့်ဒီခန္ဓာကိုယ်နော်ဣတံယန္တံဘီဤယန္တရားယုတ်ဤယုတ်သေးယုတ်ကြီးသည်လေအလုံးတကာဒကမတို့ဒီခန္ဓာကိုယ်ကြီးဟာယုတ်သေးယုတ်ကြီးနဲ့တူတာပေါ့တ
တိယုတ်သေးယုတ်ကြီးသည်လည်းပဲယာတိသွားလဲသွားဤထာတိရလည်းရဤနိတိတတိထိုင်လဲထိုင်ဤဒီခန္ဓာကိုယ်ကြီးဟာဘာနဲ့တူတော့ယုတ်သေးယုတ်ဘာနဲ့တူယုတ်သေးယုတ်ယုတ်သေးယုတ်ဟာသူ့ကြီးတဲ့ဘာမှမလုပ်တတ်ဘူးမဟုတ်လားကျိုးကလှုပ်ရှားပေးရင်သာသူလည်းလှုပ်ရှားတာမဟုတ်လားဘုန်းကြီးတို့တရားဓမ္မတို့တဏ္ဍာရှိနေတဲ့နန္တရားကလည်းဒီအတိုင်းပဲသူပဲလှုပ်ရှားပေးနေတာဟုတ်ကဲ့နော်ဒါကြောင့်မို့လို့ပြောရပါတယ်သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသည်စိတ်ကြောင့်ဖြစ်သောတဝါယောနှံ့သောကိုယ်ဝယ်ပြီးဝါယောပြည့်သောဝိညာဉ်ပေါ်ရုပ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သည်သွားတဲ့အခါမှာလေရက်တဲ့အခါကျတော့ပုဂ္ဂိုလ်မရငါမရရုပ်ရဉာဏ်ဖြင့်သည်ထိုင်တဲ့အခါမှာပုဂ္ဂိုလ်မထိုင်ငါမထိုင်ရုပ်ထိုင်ဉာဏ်ဖြင့်သည်အိတ်တဲ့အခါမှာကိုယ်မအိတ်ငါမအိတ်ရုပ်အိတ်ဉာဏ်ဖြင့်သည်ကွေးတဲ့အခါမှာပုဂ္ဂိုလ်မကွေးငါမကွေးရုပ်ကွေးဉာဏ်ဖြင့်သည်ဆန့်တဲ့အခါမှာပုဂ္ဂိုလ်မဆန့်ငါမဆန့်ရုပ်ဆန့်ဉာဏ်ဖြင့်သည်အဝတ်ဝတ်တဲ့အခါပုဂ္ဂိုလ်မဝတ်ငါမဝတ်ရုပ်ဝဲဉာဏ်ဖြင့်သည်တဏခါလူတဲ့အခါပုဂ္ဂိုလ်မလူရုပ်လူဉာဏ်ဖြင့်သည်ဒီလိုမဟုတ်လားအကုန်လုံးရုပ်တရားနဲ့နံတရားရုပ်တရားနဲ့နံတရားအေးအဲ့ဒီရုပ်တရားနဲ့နံတရားကတော့မြဲကြလို့လားမမြဲပါဘူးရုပ်တရားလည်းမမြဲကြဘူးနံတရားလည်းမမြဲကြဘူးသင်္ခါရပစ္စယဝိညာဏံဝိညာဏပစ္စယနာမယူပန်းဆိုတဲ့ဝိညာဉ်တို့နံတို့ကနံတရားရုပ်ကရုပ်တရားနံတရားနဲ့ရုပ်တရားဒီနှစ်ပါးမြဲကြလို့လားမမြဲပါဘူးတစ်ဖွဲဖွဲတက်တက်အဟောင်းပြောင်းလွှဲနေလိုက်ကြတာဘုန်းကြီးတို့တွေကအကြံစားဖြစ်ပြီးတော့နေလို့မမြင်ရလို့ပါတကယ်တော့ဖြစ်အင်မတန်လျင်မြန်တဲ့နှုံးနဲ့ဖြစ်ပြပြောင်းလဲနေကြတာအဟောင်းတွေချုပ်ပြောက်အသစ်တွေရောက်အဟောင်းတွေချုပ်ပြောက်အသစ်တွေရောက်ဒီလိုလုပ်နေတာဟုတ်တယ်နော်ခုဘုန်းကြီးတို့ဟဒီမှာမီးတွေထိုးထားတယ်မီးချောင်းကြီးတွေဆိုရင်ဖြူဖြူဖွေးဖွေးကြီးတွေမဟုတ်လားသူ့ကြည့်တော့ငြိမ့်နေတယ်လို့မထင်ရဘူးလားဘယ်ငြိမ့်နေတာဟုတ်လိမ့်မလဲမီးချောင်းဆိုတာဟိုကမီဂျိုကြီးတိုင်းရှက်စီတွေပြေးလာပြီးတော့ဒီမှာတပွန့်ပွန့်လိုက်တယ်လေပွန့်ပြီးရင်သူ့တောင်ကုန်လို့တည်တယ်တည်တဲ့နေရာဟိုကနောက်ထပ်ပြေးလာတဲ့ပြီးတော့ဒီမှာတပွန့်ပွန့်လိုက်တယ်ပွန့်ပြီးရင်တည်တယ်တခါပြေးလာတဲ့ပြီးတော့ပွန့်လိုက်ပြန်ပြီးပွန့်ပြီးရင်ဘာဖြစ်တော့တည်တယ်တည်တဲ့နေရာနောက်ထပ်လာပြေးပြီးတော့ပွန့်တယ်ပွန့်ပြီးရင်တည်တယ်တည်တဲ့နေရာနောက်ထပ်ပွန့်တယ်ပွန့်ပြီးတော့တည်တယ်တည်တဲ့နေရာနောက်ထပ်ပွန့်တယ်ပွန့်ပြီးတော့တည်တယ်အဲ့ဒါလို့သေတာနဲ့ထပ်ပွင့်တာနဲ့သေတာနဲ့ဟိုအလားတူတွေပွင့်တာနဲ့ဆက်ဆက်ကတ်နေလို့ဒါမိကဖြူဖြူဖွေးဖွေးကြီးရက်တည်နေတယ်လို့အောင်းနေရအဲ့ဒါလို့ထင်ရတာနော်တကယ်တော့ရက်တည်နေတာဟုတ်ကဲ့လားအသစ်အဟောင်းပြောင်းလဲနေကြတာပါအသစ်အဟောင်းပြောင်းလဲနေကြတယ်အလားတူပါပဲဘုန်းကြီးတို့နန္တရားနဲ့ယုတ်တရားဟဲ့ဒီတရားဓမ္မတို့ဘုန်းကြီးတို့တဏ္ဍာရှိတာလဲယုတ်တရားနဲ့နန္တရားရိုးရိုးပဂတိမျက်စိနဲ့မြင်ရတဲ့ဥစ္စာကြီးတွေကယုတ်တရားမမြင်ရပဲဒီကိုယ်တွင်းထဲမှာဖြစ်ပေါ်ပြီးတော့နေတဲ့ဥစ္စာတွေကနန္တရားဒီနှစ်ပါးလုံးမြဲကြရဲ့လားမြဲပါဘူးအဟောင်းနေချုပ်ပြောက်တဲ့နေရာအလားတူအသစ်တွေဖြည့်တယ်အဟောင်းနေချုပ်ပြောက်တဲ့နေရာအလားတူအသစ်ဖြည့်ပြီးတော့နေလို့ခုတိုင်ကြီးဖြစ်နေတာနော်မိเจ้าကြီးဟာလည်းပဲရက်တီးနေတယ်လို့ထင်တာတကယ်တော့အသစ်အဟောင်းပြောင်းနေတာမဟုတ်လားဟိုရေမြောင်းကလေးတွင်နဲ့စီးပြီးတော့နေတဲ့ရေမြောင်းကလေးမှာသွားပြီးတော့ဆင်ကြည့်ခြေစလုံးတစ်ပတ်ရလောက်မဟုတ်လားတော်တော်လေးကြာမှသွားဆင်ကြည့်လဲခြေစလုံးတစ်ပတ်ရလောက်ပဲအနောက်ထပ်တနာရီလောက်မှသွားဆင်ကြည့်လဲခြေစလုံးတစ်ပတ်ရလောက်ပဲနဲ့တယ်ဟဲ့ဒီရေတွေမသွားဘူးလားသွားပါတယ်သွားရင်ဘာဖြစ်လို့ဒီလောက်ပဲနဲ့နေရတုံးဆိုတော့ဩအဟောင်းရော့သွားတဲ့နေရာအသာဖြည့်တယ်မဟုတ်လားဖြည့်တယ်သူလဲအောက်ဆင်းသွားတယ်နောက်ထပ်ဖြည့်တယ်မဟုတ်လားဟိုအဟောင်းအစ်စ်မပြောင်းဘူးလားပြောင်းလားဒုက္ခလေးနဲ့တန်းကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခလေးပေါ်မှာဖြတ်သွားကြမယ်မဟုတ်လားဖြတ်သွားတဲ့ဥစ္စာတွေကအဟောင်းနောက်ထပ်အစားဖြည့်တာတွေကအစ်စ်တွေမဟုတ်လားအဲ့ဒါလို့အဟောင်းရော့သလောက်အစ်စ်အစားဖြည့်နေလို့ဒီတိုင်းပဲဖြစ်နေတာနော်တကယ်တော့အဟောင်းပြောင်းလျက်ပဲမဟုတ်လားအဲ့ဒါလို့ပဲဘုန်းကြီးတို့တရားဓမ္မတို့တန်တန်ရှိတဲ့ရုပ်တွေနံတွေလည်းအစ်စ်အဟောင်းပြောင်းနေတာအစ်စ်အဟောင်းပြောင်းနေတာပါပြောင်းနေတာဟိုမိကွက်တစ်ခွဲ
ရေနံစီမိကွက်ကလေးတစ်ခွက်ကိုဟောထွန်းထားမယ်ရေနံစီမိကွက်ကလေးတစ်ခွက်ကိုမိစာရဲ့ရေနံစီအပြည့်ရဲ့မိထွန်းထားတော့မိတောက်ကလေးမဟုတ်လားမနဲ့ကြတော့ဒီမိတောက်ကလေးကရှိသေးတော့ပြောတယ်အမေညတော့ကမိတောက်ကလေးအခုမနဲ့ထိအောင်မသေးသေးဘူးဒီလိုပြောတယ်နော်အဲ့ဒါကိုစစ်ကြမယ်ညတော့ကမိတောက်ကလေးဟုတ်လားမဟုတ်လားဆိုတာရေနံစီမိကွယ်ဆိုတာရေနံစီရဲ့မိကွယ်ရဲ့မိစာရဲ့မိတောက်ရဲ့ရှိတယ်မဟုတ်လားမိတောက်ကလေးညှိထားတယ်ဆိုရင်ဟောမိစာကနေပြီးတော့စုပ်ယူလိုက်တာစုပ်ယူလိုက်တော့အောက်ကရေနံစီအနုမြူလုံးလေးတွေအပေါ်မိစာတိုင်းတက်မလာပြီဘူးလားအထက်နာရောက်တော့မိတောက်ကစီဝါလိုက်တာပေါ့ဝါလိုက်တော့မိတောက်တတောက်ရဲ့အဲ့ဒီတဝါစာဖြစ်တဲ့ဟောမိစာကလေးကျွန်းသွားတာရဲ့ရေနံစီအနုမြူလေးရဲ့ကုန်းမသွားဘူးလားကုန်းသွားရင်သူ့တောင်ကုန်းလို့ဒီမိတောက်ကလေးကသေးတာပဲသေးပေမဲ့လို့စောစောတို့ကတိုင်းစုပ်ထားတဲ့ဥစ္စာလေးတွေကရေနံစီအနုမြူလိုလေးကအထက်နာမှာတက်ပြီးတော့စီးပြီးတော့နေတာသူ့ဝါပါငါဝါပါနဲ့အလှည့်ဆောင်နေတယ်လို့လေဟိုတခုကုန်းသွားတာနဲ့သူကရှေ့တက်တယ်ဆိုရင်မိတောက်ကစီဝါလိုက်တာပေါ့ဝါတယ်ဆိုရင်ရေနံစီအနုမြူလေးတစ်လုံးလဲကုန်းတယ်သူနဲ့လိုက်ဖက်တဲ့မိစာလေးလဲကျွန်းသွားတယ်ဒီလိုမဟုတ်လားပြီးတော့မိတောက်ကပြီးသွားတာနဲ့သူဘာဖြစ်သွားတော့သေသွားတာပေါ့သေပေမဲ့ဟိုဟာလေးတွေကသူ့အလှည့်ကြဖို့ရစောင့်နေတော့အဲ့ဒါလေးကအထက်တက်လာတော့တခါမိတောက်ကစီဝါလိုက်ပြန်ပြီမဟုတ်လားဝါလိုက်တော့မိတောက်တတောက်ရဲ့ရေနံစီအနုမြူလေးတစ်လုံးရဲ့သူနဲ့လိုက်ဖက်တဲ့မိစာကလေးရဲ့ကျွန်းမသွားဘူးလားကျွန်းသွားလို့သူတို့ကိစ္စပြီးတာနဲ့တပြိုင်နဲ့ဘာဖြစ်သွားသေတာပဲသေပေမဲ့လို့အလားတူနောက်ထပ်ပြီးတော့အဲ့လိုလေးတွေလှုပ်နေတယ်ဆိုတော့မိတောက်တတောက်နဲ့တတောက်နဲ့တတောက်ကတ်နေတာမဟုတ်လားအဲ့ဒါလိုဖြစ်ပြီးတော့မနဲ့ထီအောင်တွေ့နေတဲ့မိတောက်ကညတော့ကမိတောက်ဟုတ်သေးလားမဟုတ်ပါဘူးဗျာညတော့ကမိတောက်ကသေးတာကြားလာပြီအခုတွေ့နေတဲ့မိတောက်ကအခုဖြစ်စေအခုပစ္စုပန်ကာလမှာရေနံစီအနုမြူလေးရဲ့မိတောက်ရဲ့သူနဲ့လိုက်ဖက်တဲ့မိစာရဲ့ဝါနေတဲ့အချိန်ခါမြင်ရတဲ့မိတောက်မျှတာဖြစ်တယ်ညတော့ကမိတောက်ဟုတ်သေးလားဝဲပြောင်းခဲ့လွှဲခဲ့တာများလားဗောဒီသဘောပါပဲဘုန်းကြီးတို့တရားဓမ္မတို့တဏ္ဍာရှိတဲ့ရုပ်တွေနံတွေလဲအဟောင်းတွေချုပ်ပြောက်တဲ့နေရာအလားတူတွေရောက်အဲ့ဒီအလားတူလဲချုပ်ပြောက်နေတဲ့နေရာနောက်ထပ်အလားတူတွေစဖြည့်ဒီလိုလုပ်နေတာအဲ့ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးပြောင်းမသွားတာတကယ်တော့အခုကြည်နေစေအခါမှာကိုယ်ပဲအဟောင်းတွေချုပ်ပြောက်အသစ်တွေဖြည့်ဒီလိုလုပ်တာနော်အဟောင်းချုပ်ပြောက်တဲ့နေရာမှာအသစ်တွေရောက်အဟောင်းချုပ်ပြောက်တဲ့နေရာမှာအသစ်တွေရောက်ဒီလိုအစားဖြည့်နေလို့ပြောက်မသွားခြင်းမျှပဲတီးငိမ့်နေတာတော့ဟုတ်ကဲ့လားမဟုတ်ပါဘူးဒီလိုမဟုတ်တဲ့အကြောင်းကိုသမာဓိထူထောင်ပြီးတော့ဉာဏ်နဲ့ကြည့်လို့ရှိရင်သိနိုင်တယ်ရိပ်နဲ့ပြောင်းနေတာပြောင်းတဲ့နေရာအလားတူလေးတွေဖြည့်နေတာတွေလည်းတွေ့နေတယ်အလားတူဖြည့်နေတာတွေလည်းတွေ့နေနိုင်ပါတယ်အဲ့ဒီသဘောပါဘုန်းကြီးတို့တောက်ရီအိုးတလုံးလေပင်ပါတဲ့တောက်ရီအိုးတလုံးလေပင်ကိုကြိုးတာအဲ့ဒီထဲသက်အချောက်တွေထဲလူတရလောက်မြင့်တဲ့အမြင့်ကိုဆွဲပြီးတော့အိုးဖင်ကိုလက်သန်းတန်ရုံလောက်ဖောက်ဖွာနဲ့ကြာမှာပေါ့နော်ခက်လှမ်းကနေပြီးတော့ကြည့်မယ်ဆိုရင်အိုးဖင်ကနေပြီးတော့တန်းနဲ့သဲတွေကြာနေမှာပေါ့ကြာနေတဲ့ဥစ္စာခက်လှမ်းကနေကြည့်ရင်ဘယ်လိုမြင်ရမလို့သေတံကြီးဘယ်လိုတဲ့သေတံကြီးအမဲတကယ်တော့သေတံကြီးများဟုတ်ကဲ့လားအနာကတ်ကြည့်တော့မဟုတ်ပါဘူးအပေါ်ကသဲလုံးလေးတွေကြာသွားကြာတဲ့နေရာအောက်ရောက်ရော့တဲ့နေရာအပေါ်ကထပ်ဖြည့်လိုက်တာဖြည့်ပြီးတော့သူလည်းအောက်ကျသွားတယ်မဟုတ်လားသူ့နေရာကိုအပေါ်ကထပ်လိုက်မလာဘူးလားလိုက်လာတဲ့သူလည်းအောက်ကျသွားရော့တဲ့နေရာအပေါ်ကထပ်လိုက်လာတာအဲ့ဒါလိုကြောင့်ဘေးကခက်လှမ်းကြည့်တော့ဘယ်လိုထင်ရတော့သေတံကြီးတကယ်တော့သေတံဟုတ်ပါမလားမဲ့သဲလုံးကလေးတွေအောက်ရောက်တဲ့သူကရောက်ရော့သွားတဲ့နေရာအပေါ်ကထပ်ဖြည့်လာဖြည့်တဲ့သူလည်းအောက်ရော့သွားရော့တဲ့နေရာထပ်ဖြည့်လာဒီလိုနီးအားဖြင့်တစ်ခုနဲ့တစ်ခုဆက်ပြီးတော့နေတာကိုအတန်းကြီးလို့ထင်တာနော်တကယ်တော့အတန်းကြီးဟုတ်ပါမလားမဟုတ်ပါဘူးတဲ့ဒီသဘောပါပဲဘုန်းကြီးတို့တန်တန်တရားဓမ္မတို့တန်တန်ရှိနေတဲ့ရုပ်နာမ်တွေလည်းပဲဒီတိုင်းပဲမမြဲပဲတဖွဲတသက်အသစ်အဟောင်းပြောင်းလွှဲနေကြတာပါတိပါတာကြည့်မြင်ရဲ့လားမမြင်ပါဘူးအဲ့ဒါကိုအခုတမာတိနဲ့ထူထောင်ပြီးတော့ကြည့်ကြမယ်
တမာတိနဲ့ထူထောင်ကြည့်လို့အဲ့ဒါလိုများမြင်ပြီးဆိုရင်ဒါအမှန်အတိုင်းမြင်တာပဲဘယ်လိုတော့အမှန်အတိုင်းမြင်တာသူတို့လည်းဒီတိုင်းလုပ်နေတာမဟုတ်လားအမှန်အတိုင်းဒီတိုင်းဖြစ်ပြပြောင်းလဲနေတာသူ့တဘာဝကိုမြင်လိုက်ခြင်းပဲအဲ့ဒါလိုမြင်အောင်ခုကြည့်ကြမှာနော်ဒီလိုမြင်အောင်ကြည့်တာဟာထူးထူးခြားခြားတိတိကျကျမှန်မှန်ကန်ကန်မြင်အောင်ကြည့်တာအဲ့ဒါဝိပဿနာပေါ့ဟုတ်တယ်မိဖို့တဲ့မှာရှိနေတဲ့မိဇတစရဲနေတဲ့မိဇတစကိုဆွဲလိုက်ပါဆွဲပြီးတော့ခေါင်းအထက်ထိအောင်မြောက်အောင်လုပ်ပြီးတော့အဝိုင်းရမ်းလိုက်ရမယ်နော်ဟိုစက်ဝိုင်းလို့တခါတည်းခက်မြန်ဝိုင်းလိုက်ရမယ်နော်အေးအဲ့ဒါလိုဝိုင်းထားတဲ့ဥစ္စာညမှောင်ဆိုလို့ရှိရင်ခက်လှမ်းကနေကြည့်ရင်ဘယ်လိုထင်ရတော့မီဝိုင်းကြီးလို့ထင်ရတယ်ဘယ်လိုထင်ရမီဝိုင်းကြီးလို့ထင်ရပါတယ်တကယ်တော့မီဝိုင်းကြီးဟုတ်သလားမဟုတ်သလားရဲကနေဆိုလို့ရှိရင်ဟောရဲကနေလှုပ်တဲ့နေရာမှာရဲပြီးရင် तू ကပျောက်သွားပြီပေါ့ရှေ့ဆက်မရဲဘူးလားရှေ့ဆက်ရဲပြီးတော့အဲ့ဒီရှေ့ဆက်ရဲတဲ့နေရာလဲ तू ကရဲပြီးရင် तू ပျောက်တယ်မဟုတ်လားဟိုအဲ့ဒီရဲကနောက်တစ်ခါတပတ်ပတ်လိုက်တယ်ဆိုလို့ရှိရင်နောက်ကချုပ်လိုက်တာပေါ့ချုပ်လိုက်တဲ့နေရာထပ်ပြီးတော့မရဲဘူးလားအထက်ရဲဘေးရဲအောက်ရဲအလဲရဲအဲ့ဒါလိုရှိတဲ့နေရာမှာအမြန်နှုံးနဲ့ဝေ့ပြီးတော့ဝိုင်းပြီးတော့ရမ်းနေတဲ့အခါမှာချုပ်သွားတဲ့နေရာအရဲချုပ်သွားတဲ့နေရာနောက်ထပ်အရဲပေးအရဲချုပ်သွားတဲ့အခါနောက်ထပ်အရဲရောက်လာရဲချုပ်သွားတဲ့နေရာနောက်ထပ်အရဲရောက်လာအင်မတန်မြန်နဲ့နှုံးနဲ့လှက်ပတ်မှွေနေတော့ဘေးကနေကြည့်ရတဲ့သူကရဲဝိုင်းကြီးလို့ထင်ရတာထင်ရတယ်မဟုတ်လားတကယ်တော့ရဲဝိုင်းကြီးဟုတ်ကဲ့လားခဏများချလိုက်မယ်ဆိုရင်မိစပဲမဟုတ်လားအေးဘာဖြစ်လို့ရဲဝိုင်းကြီးထင်ရတယ်လဲဆိုတော့အမြန်နှုံးနဲ့ချုပ်ပြောက်တဲ့နေရာနောက်ထပ်အစားဖြစ်ချုပ်ပြောက်တဲ့နေရာနောက်ထပ်အစားဖြစ်လုပ်နေတာမဟုတ်လားအဲ့ဒါကြောင့်မို့လို့အဝိုင်းကြီးလို့ထင်ရတာနော်တကယ်တော့အဝိုင်းကြီးဟုတ်ရဲ့လားမဟုတ်ဘူးဒီသဘောပဲဘုန်းကြီးတို့တရားဓမ္မတို့တန်တန်ရှိနေတဲ့ရုပ်တည်နံတွေလဲဒီအတိုင်းပဲအဟောင်းချုပ်ပြောက်တဲ့နေရာအသစ်စားဖြစ်အဟောင်းချုပ်ပြောက်တဲ့နေရာမှာအသစ်တွေအစားဖြည့်နေလို့သာဒီတိုင်းရုပ်ကြီးမပြောက်ဘူးဖြစ်နေတာနော်တကယ်တော့ဒီရုပ်တရားကြီးကောမြဲနေတာဟုတ်ကူလို့လားနံတရားတွေကကောမြဲတာဟုတ်လို့လားမဟုတ်ဘူးအဟောင်းနေချုပ်ပြောက်တဲ့နေရာအလားတူတွေဖြည့်တဲ့နေရာနောက်ထပ်ပြီးတော့အစားဖြည့်တဲ့သူလဲချုပ်သွားတာပဲမဟုတ်လားချုပ်တဲ့ရော့သွားတဲ့နေရာနောက်ထပ်ဖြည့်ဒီလိုမဟုတ်လားအဲ့ဒါလိုတွေဖြည့်ပြီးတော့နေတယ်ဆိုတော့ဟောတမာတိထူထောင်ပြီးတော့ညံနဲ့ကြည့်မယ်ဆိုရင်တမာတိထူထောင်ပြီးတော့ညံနဲ့ကြည့်မယ်ဆိုရင်မြင်နိုင်တယ်တမာတိထူထောင်ပြီးတော့ညံနဲ့ကြည့်ရင်ဘယ်နဲ့တော့မြင်နိုင်ပါတယ်ဝင်လေသည်ထွက်လေသည်ခဏငြိမ်သွားအောင်လုပ်လိုက်စိတ်ငြိမ်နေဆိုရင်တမာတိတည်တာပေါ့တမာတိတည်ရင်ညံဝင်လာပြီအဲ့ဒီဝင်လာတဲ့ညံကလေးနဲ့စိုက်ပြီးတော့ကြည့်မယ်ဆိုရင်အမဲပြောင်းနေတာရိပ်နဲ့ပြောင်းလဲတာတွေတွေ့တယ်ရုပ်တရားတွေကြည်ပြန်တော့လေရုပ်တရားတွေမမြဲပဲတဖွဲတသေးအသစ်အောင်ပြောင်းလဲနေတာတွေကိုတွေ့တယ်နံတရားတွေကြည်ပြန်တော့လေနံတရားတွေမမြဲပဲပြောင်းလဲတာကိုတွေ့တယ်ပျောက်ကုန်တယ်လေးတွေကိုတွေ့တယ်ရုပ်တရားတွေကတည်ငြိမ်နေတာမဟုတ်ဘူးပျောက်ကုန်တာတွေကိုတွေ့တယ်နံတရားတွေလည်းပျောက်ကုန်တာကိုတွေ့တယ်ဟိုတုန်းကတော့ခိုင်မြဲနေသလားလို့အောင်းမေ့ပါတယ်လက်ဆက်တတ်တော့ဘယ်နဲ့တော့ပျောက်ကုန်တယ်ဆိုတော့မမြဲပါပဲလားအောင်မဲ့တိတိကျကျညံနဲ့ကြည့်တဲ့ခါကျတော့မမြဲဘူးဆိုတာယုံလာတယ်ကိုယ်တိုင်တွေ့တာမဟုတ်လားပျောက်ကုန်တယ်တွေတွေ့လာတော့မမြဲဘူးဆိုတာယုံလာတာပေါ့ခိုးတော့ကတော့တင်းငိမ်နေတယ်မြဲနေတယ်လို့မထင်ဘူးလားအခုတော့တင်းငိမ်နေတာမဟုတ်ဘူးဟဲ့ပျောက်ကုန်တယ်ဟဲ့လို့ဒီလိုတွေ့လာတဲ့ခါကျတော့ဩမမြဲပါပဲလားဟဲ့မခိုင်ပါပဲလားဟဲ့ဆိုပြီးတော့သဘောပေါက်လာတာပေါ့ဘာကိုမြင်လို့တော့ပျောက်ကုန်တာမြင်လို့ဘာမြင်လို့တော့ပျောက်ကုန်တာမြင်လို့မမြဲဘူးဆိုတဲ့ဥစ္စာယုံလာတာမဟုတ်လားမြဲတယ်ဆိုတာပါဠိလိုပဲနဲ့တော့တတ္တတာယူဆွဲတာကဒိဋ္ဌိတတ္တတာနဲ့ဒိဋ္ဌိနဲ့ပေါင်းတတ္တတာဒိဋ္ဌိဟိုတုန်းကတော့ခိုင်နေမြဲတယ်လို့ဒီလိုယူဆွဲပြီးတော့လာခဲ့တာတတ္တတာဒိဋ္ဌိဝင်ခဲ့တာပေါ့အခုတော့ကိုညာနဲ့ကိုကြည့်တော့ဟုတ်တယ်ဟဲ့ပျောက်ကုန်တယ်ဟဲ့ပျောက်ကုန်တယ်ဟဲ့ပျောက်တယ်ဆိုတာပြက်တာမဟုတ်လားပြက်ကုန်တယ်ဟဲ့ရုပ်တွေလည်းပြက်တယ်နာမ်တွေလည်းပြက်တယ်လို့ဒီလိုကိုယ်တိုင်မြင်ပြီးတော့လာတော့မမြဲဘူးဆိုတဲ့ဥစ္စာယုံကြည်လာတာပေါ့ခိုးတို့ကတော့မြဲတယ်လို့ထင်နေခဲ့တော့ငါဘာဒိဋ္ဌိဝင်နေခဲ့တော့တတ္တတာဒိဋ္ဌိဝင်နေခဲ့တယ်မြဲတယ်လို့ထင်ခဲ့တော့ငါဘာဒိဋ္ဌိဝင်နေတော့တတ္တတာဒိဋ္ဌိဝင်နေခဲ့တယ်အခုတော့မမြဲဘူးဆိုတာကိုယ်တိုင်ယုံကြည်ပဲဟဲ့ကိုယ်တိုင်သိလာပြီဟဲ့ပျောက်ကုန်တာတွေကိုမြင်လို့မမြဲဘူးဆိုတာယုံကြည်တာပေါ့
ပျောက်ပျောက်ကုန်တာမြင်ပါဒိဋ္ဌိလွင့်စင်သွားတော့တတ္တဒိဋ္ဌိလွင့်စင်သွားတယ်တနည်းအားဖြင့်တတ္တဒိဋ္ဌိမရှိဘူးဆိုတော့စင်ကြယ်သွားတယ်လည်းပြောလို့ရတာပေါ့ပျောက်ပျောက်ကုန်တာမြင်ပါဒိဋ္ဌိစင်ပျောက်တာနဲ့ပြက်တာအတူတူမဟုတ်လားပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်ဟုတ်တယ်ထိုင်တဲ့အခါမှာဟုတ်ပါယုတ်တရားတွေဟောနံတရားတွေလည်းပြက်ပြက်ကုန်တာပြက်ပြက်ကုန်တာဩဟိုတုန်းကတော့ခိုင်မြဲနေသလားအောက်မေ့ပါတယ်လက်ဆက်သက်တော့ဘယ်ခိုင်ရလို့မြဲကြလို့လဲအကုန်လုံးပျက်စီးနေကြတာပါလားလို့ဒီလိုညံတဲ့မှာတွေ့လာရင်ပါဒိဋ္ဌိစင်တပြင်းပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်အဲ့ဒါကိုပုံစီမှပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်ပါတယ်ပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်တတ္တဒိဋ္ဌိစင်ဟိုးတို့ကလည်းအောက်မေ့မိတယ်ပြက်သွားရင်ပြီးရောနောက်ထပ်ဆက်ဆက်မရှိတော့ဘူးဟောတစ်ပင်ဘောကတိရွက်ကလေးတွေဝါပြီးရောပြီးကြွေးကြနောက်ထပ်ပြန်တက်လို့မစိမ့်သလိုဟိုခုလိုပြက်ကုန်တဲ့ဥစ္စာတွေလည်းပြီးပြတ်တာပဲနောက်ထပ်လည်းအဆက်ဆက်မရှိဘူးဒီလိုအောက်မေ့ခဲ့တာဘယ်ဟုတ်လို့လဲအခုညံနဲ့ကြည့်တော့မှမဲပျောက်သွားတဲ့နေရာပြက်ကုန်တဲ့နေရာနောက်ထပ်အစားဖြည့်တယ်ပြက်ကုန်တဲ့နေရာအစားဖြည့်တယ်ပြက်ကုန်တဲ့နေရာအစားဖြည့်တယ်ဟိုတုန်းကအစားမဖြည့်ဘူးလို့ထင်ခဲ့တာအစားမဖြည့်ရင်ပြတ်သွားတာပေါ့ပြတ်သွားတာကိုပါဠိလိုဥစ္စေတာယူဆွဲတာကဒိဋ္ဌိဟောပျောက်သွားပြီးရောနောက်ထပ်ဆက်ဆက်မရှိဘူးလို့ဟိုတုန်းကဒီလိုလဲယူဆွဲခဲ့ဘူးတယ်အဲ့လိုယူဆွဲခဲ့တော့ဗာဒိဋ္ဌိဝင်းနေတော့အခုတော့မဟုတ်ဘူးဟဲ့ညံနဲ့ကြည့်တော့အဲ့ဒီပျောက်သွားတဲ့နေရာအလားတူတွေဖြည့်နေတယ်ပျောက်သွားတဲ့နေရာမှာအလားတူတွေဖြည့်ဖြည့်နေတာတွေတွေးနေတော့ဖြည့်ဖြည့်နေတာပါလားဖြည့်ဖြည့်နေတာပါလားလို့ဒီလိုယုံကြည်လာရတာပေါ့ဒီလိုဆိုရင်ပြတ်တာဟုတ်ကဲ့လားအစားတွေဖြည့်ဖြည့်နေတာဖြည့်ဖြည့်နေတာတွေကိုတွေးတော့ပြတ်သွားတာမဟုတ်ဘူးဟဲ့ဒီလိုအသိဝင်လာတာပေါ့ဖြည့်ဖြည့်မြင်တာဖြည့်ဖြည့်လာတာတွေမြင်တော့ပြတ်သွားတယ်ဆိုတော့ဟိုတုန်းကဆွဲခဲ့တဲ့အယူလွင့်စင်သွားတာပေါ့ဖြည့်ဖြည့်လာတာမြင်ပါဒိဋ္ဌိစင်ဟုတ်တယ်ဥစ္စေတာဆိုတာပြတ်သွားပြီလို့ဟိုတုန်းကဆွဲခဲ့တာမဟုတ်လားအခုမပြတ်ဘူးဟဲ့ငါညံနဲ့ကိုယ်တိုင်တွေ့နေတာဟဲ့မပြတ်ဘူးဟဲ့အစားတွေဖြည့်ဖြည့်နေတယ်ဟဲ့ဆိုတော့ဖြည့်ဖြည့်နေတာမြင်ပါဒိဋ္ဌိစင်ဖြည့်တယ်ဆိုတာဖြစ်တာမဟုတ်လားပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်ဖြစ်ဖြစ်လာတာမြင်ပါဒိဋ္ဌိစင်ဒါပုံသေးမှတ်လိုက်တော့နော်ဟိုညံနဲ့ကြည့်တဲ့အခါဖြစ်တာလေးတွေလည်းတွေ့တယ်ပြက်တာကလေးတွေလည်းတွေ့နေတယ်နော်ဖြစ်ဖြစ်လာတာမြင်ပါဒိဋ္ဌိစင်ပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်အဲ့ဒီဖြစ်တာပြက်တာတွေကပုဂ္ဂိုလ်တရားတွေလားယောက်ျားမိန်းမတွေလားလူနတ်ပြမတွေလားမဟုတ်ဘူးဘာတွေပါလိမ့်မလဲယုံနဲ့နာခန္ဓာအကျယ်ချက်မဲ့ဆိုရင်ခန္ဓာ၅ပါးယုတ်တရားနဲ့နံတရားဒီတရားတွေဖြစ်ပြနေတာပဲလို့ဒီလိုသိလာရင်သက်ကာယဒိဋ္ဌိစင်ပါတယ်တော့သက်ကာယဒိဋ္ဌိစင်ဟိုတုန်းကတော့ယုံနာနှစ်ပါးခန္ဓာ၅ပါးကိုပဲပုဂ္ဂိုလ်တရား၅သူပါးယောက်ျားမိန်းမထင်ခဲ့တယ်မဟုတ်လားဘယ်ဟုတ်လိမ့်မလဲယုတ်အစုနဲ့နာအစုယုတ်အစုနဲ့ဒီအစုမြတာပဲလို့ဒီလိုကွက်ကွက်ပြပြသိလာရင်ပါဒိဋ္ဌိစင်ဒိဋ္ဌိ၃မျိုးမဟုတ်လားဒါလို့ဆိုရင်ဖြစ်ပြမြင်တာနဲ့ကိုပဲဒိဋ္ဌိ၃မျိုးစင်တာပေါ့ဟုတ်တယ်မဟုတ်လားပြက်ပြက်ကုန်တာမြင်ပါဒိဋ္ဌိစင်ဖြစ်ဖြစ်လာတာမြင်ပါဒိဋ္ဌိစင်အဲ့ဒီဖြစ်တာပြက်တာပုဂ္ဂိုလ်တရားတွေလားယောက်ျားမိန်းမတွေလားလူနတ်ပြမတွေလားဘာတွေပါလဲယုတ်စုနဲ့နာစုအကျယ်ချက်မဲ့ဆိုရင်ခန္ဓာ၅ပါးယုတ်တရားနံတရားခန္ဓာ၅ပါးမျှတာပဲလို့ဒီလိုကွက်ကွက်ပြပြသိလာရင်ပါဒိဋ္ဌိစင်ဒါဆိုလုံလောက်ပြီတတ္တဒိဋ္ဌိဥစ္စေတာဒိဋ္ဌိသက်ကာယဒိဋ္ဌိဒီဥစ္စာခွဲတတ်ရင်ဒါလုံလောက်ပြီပေါ့ဒါတွေကွက်ကွက်ပြပြခွဲထားပြီးတော့ဒိဋ္ဌိတွေခွာပြီးမှတရားအထုတ်လို့ရှိရင်ဘယ်တော့မှမကြပါဘူးတဲ့အဲ့ဒါလိုခွာတတ်အောင်လို့ဒီကနေ့ပြောနေပါတယ်ဒီတိုင်းဆိုရင်ဒီကနေ့ယုံနဲ့နန်းလဲခွဲတတ်ပြီးပညာပရမတ်တွေလဲခွဲတတ်ပြီးမဟုတ်လားအားလုံးဒီလိုဆိုရင်ဒိဋ္ဌိတွေလဲခွာတတ်လာပြီပေါ့အားလုံးကိုစီကိုငါဒိဋ္ဌိတွေခွာနိုင်ရ၍ကိုလိုလားအပ်တဲ့တရားဓုအစဉ်ကိုရအောင်ရောက်အောင်အားထုတ်နိုင်ကြပါစေလို့တိုက်တွန်းရင်အချိန်စေတဲ့အတွက်တော်ကြအောင်စို့